ဒီကနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ဝါကောင်လကွယ်နေ့20ရက်8လ2025တောက်ကြနေ့ကောင်းမြတ်တဲ့အဝတွင်ဥပုပ်ရှင်မြတ်ကာလအခါသမယမှာတနိတိုင်းတိုင်းဒေသကြီးမြင်းမြို့ဖျားကြီးကျောင်းတိုင်းကြီး၌20နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသောဝါတွင်နေ့လည်ခင်းသစ္စာတရားတော်တို့ကိုဟောကြားနာကြားကြီးညိုရတဲ့ယခုနေ့လည်ခင်းကာလအခါသမယမှာအားလုံးသောသူတော်ကောင်းပုဂ္ဂိုလ်အပေါင်းတို့ကိုဘုရားတို့အနေနဲ့ဒီနေ့လည်ခင်းမှာပရိစ္ဆာသမုပ္ပါဒ်နဲ့သစ္စာဒေသနာတော်အပိုင်းလေးကိုဟောကြားချီးမြှင့်မှာဖြစ်ပါတယ်။ထိုသစ္စာတရားတော်တို့သည်မြတ်ဗုဒ္ဓရဲ့သစ္စာတရားတော်တွေဖြစ်ပါတယ်။ဘုရားတို့တော်ကောင်းတို့အခုနာယူမှတ်သားနေကြတဲ့သစ္စာတရားတော်တို့ကိုကျေးဇူးတော်ရှင်ဧကမဟာပန္တိတမုဂ္ဂုဆရာတော်ဘုရားကြီးရဲ့ဥပနိဒေအတိုင်းလေ့လာမှတ်သားနာယူနေကြတာဖြစ်တဲ့အတွက်ကြောင့်တရားတော်တို့ရဲ့မူလပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုဥစွာပထမနမောတတ၃ကြိမ်ရွတ်ဆိုပြီးတော့ပူဇော်ကြမည်အဲ့ဒီနောက်မှာဘုရားတို့ဟာမူလနဲ့ဖျားအထင်ကဆောင်ဖို့ကိုလည်းပဲဆက်လက်ပြီးတော့ပူဇော်ကြတော့ကြရအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမူလနဲ့ပြသစ္စာနဲ့ခုလေကိုအလောအင်္ဂါ12ပါးတရားကိုများနဲ့သုံးပါးအစနယမူလဝတောဝနဲ့ခါလသုံးပြဤဆက်တွေကိုအလွယ်ခြင်းမှသိစေအပ်သည်တန်တရားမလောကြောင့်သည်အဝိဇ္ဇာနှင့်တဏှာအရင်ခံဥပါဒံခံကြောင့်ယုံနာပေါ်အဘိမမျိုးမပင်အမြင်မပြဆက်ဆတရားကံကြောင့်နာယုကြောင့်ကံအပါပါဖြစ်ပြန်ဒီအလျောယမတကြစသည်များကထေရှားပြုပြင်စီရဲ့ဗာစေအကြောင်းရင်းကြောင့်လူနာများစွာတတဝါတို့ဖြစ်လာရမှုမဟုတ်ဉာဏ်ပြည့်ရှု၍မျောသာဓုသာဓုသာဓုဒီကနေ့ဘုရားတို့နာယုံမှတ်သားကြမယ်တရားရဲ့အမိကပရိစ္ဆာသမုပ္ပါဒ်နဲ့သစ္စာဒေသနာတော်အပိုင်း၄ဖြစ်ပါတယ်ဘုရားတို့တော်ကောင်းတို့အခုနာယုံမှတ်သားကြတဲ့တရားတော်တို့ဒီတခြားတရားတော်လားဘုရားရှင်ရဲ့တရားတော်လားဘုရားရှင်ရဲ့တရားတော်တွေဖြစ်တယ်နောက်တစ်ခါဒီဘုရားရှင်ရဲ့တရားတော်တွေထဲမှာနိနာနိတရားတွေများစွာတရားအထုတ်တဲ့အခါမှာတရားရှုမှတ်တဲ့အခါမှာမသားစရာတွေနိနာနိတရားတွေများစွာရှိတဲ့အထက်ကဘုရားတို့တော်ကောင်းတို့လေ့လာနေတဲ့နိနာနိတရားဒီတခြားနိနာနိတရားလားကျေးဇူးတော်ရှင်ဧကမဟာပန္တိတမုဂ္ဂုဆရာတော်ဘုရားကြီးနိနာနိတရားလားဆိုရင်ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမုဂ္ဂုဆရာတော်ဘုရားကြီးရဲ့နိနာနိတရားဖြစ်ပါတယ်အဲ့မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောပေါ်ညွှန်ပြတဲ့
လမ်းကျော်ချက်အတိုင်းပဲကျေးဇူးတော်ရှင်ဧကမပါတိတမဂုဆရာတော်ဘုရားကြီးကနေပြီးတော့ဒီပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးကိုရေးဆွဲပြီးတော့ပရိစ္ဆသမုပ္ပါဒေသနာတော်ဆိုတဲ့အတိုင်းအကြောင်းအကျိုးဆက်သွယ်ပုံဆက်သွယ်နည်းဘယ်နှနည်းနဲ့ပြထားတာလဲဆိုရင်အသွယ်အားဖြင့်ဆိုလို့ရှိရင်ဘယ်နှသွယ်နဲ့ပြတာလဲရှစ်သွယ်နဲ့ပြတာအဲ့အသွယ်ရှစ်သွယ်ကဘာတွေလဲမူလနှစ်ဖြာကတသွယ်သစ္စာနှစ်ခုကတသွယ်လေးခုအလွာကတသွယ်အင်္ဂါ12ပါးကတသွယ်သုံးပါးအစကတသွယ်ဝေါ်သုံးပါးကတသွယ်ကာလသုံးဖြာကတသွယ်ချင်းရာ20ကတသွယ်ဘယ်နဲ့သွယ်လဲရှစ်သွယ်ရှစ်သွယ်မှာဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဘုဘတို့တော်ကောင်းတို့အနေနဲ့နေ့စနေ့အားဖြင့်ရှစ်မျိုးနဲ့အကြောင်းကျိုးဆက်သွယ်ဖို့ကိုကျေးဇူးတော်ရှင်ဧကမပါတိတမဂုဆရာတော်ဘုရားကြီးကအသွယ်ရှစ်သွယ်နဲ့ပြထားတယ်ပရိစ္ဆသမုပ္ပါဒေသနာတော်အလားအတိုင်းမြတ်ဗုဒ္ဓဟောဖို့ညောပြဆုံးမထားတာတော့နော်အင်္ဂါ12ပါးနဲ့အကြောင်းကျိုးဆက်သွယ်ဖို့ကိုမပြဆိုထားခဲ့တာလားပြဆိုထားခဲ့တာလားပြဆိုထားခဲ့တယ်အဲ့မှာမူလနှစ်ဖြာဆိုတာကဘာတရားနဲ့ဘာတရားလဲအဝိဇ္ဇာနဲ့တဏှာသစ္စာနှစ်ခုဆိုသည်မှာသမုဒယသစ္စာဒုက္ခသစ္စာလေးခုအလောဆိုသည်မှာပါတယ်အတိတ်ကြောင့်တလွာပြစ္ဆုတ်ပံအကျိုးတလွာအနာပစ္စုပန်အကြောင်းတလွာအနာကအကျိုးတလွာတို့ဖြစ်ပါသည်နော်အင်္ဂါ12ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရဝိညာဏနာယောသလယတနာသာသဝေဒနာတဏှာဥပါဒံမမဘဝသာတိစရာမရဏတို့ဖြစ်ပါသည်နော်အင်္ဂါ12ပါးတရားခုများနဲ့သုံးပါးအစဆိုသည်မှာသင်္ခါရနဲ့ဝိညာဉ်တဇာဝေဒနာနဲ့တဏှာတဇာကာမဘဝနဲ့ဇာတိတဇာတို့ဖြစ်ပါသည်ဗျာနော်နယမူလဆိုတာကတဏှာနဲ့အဝိဇ္ဇာကိုပဲပြောတယ်ဝေါတဝဆိုသည်မှာကိလေသာဝကာမဝဝိပါကဝတို့ဖြစ်ပါသည်ကိလေသာဝသုံးပါးဆိုသည်မှာအဝိဇ္ဇာတဏှာဥပါဒံတို့ဖြစ်ပါသည်ကာမဘဝနှစ်ပါးဆိုသည်မှာသင်္ခါရကာမဘဝတို့ဖြစ်ပါသည်ဗျာဝိပါကဝ7ပါးဆိုသည်မှာဝိညာဏနာယောသလယရဏသာသဝေဒနာဇာတိဇရာမရဏဥပပါတိဘဝတို့ဖြစ်ပါသည်နော်ချင်းရာ20ဆိုသည်မှာဗါလေအတိတ်ကြောင့်ချင်းရာ5ပါးပစ္စုပန်အကျိုးချင်းရာ5ပါးပစ္စုပန်အကြောင်းချင်းရာ5ပါးအနာဂတ်အကျိုးချင်းရာ5ပါးတို့ဖြစ်ပါသည်အတိတ်ကြောင့်ချင်းရာ5ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကာမဘဝတို့ဖြစ်ပါသည်ပစ္စုပန်အကျိုးချင်းရာ5ပါးဆိုသည်မှာဝိညာဏနာယောသလယရဏသာသဝေဒနာတို့ဖြစ်ပါသည်ဖေယပစ္စုပန်အကြောင်းချင်းရာ5ပါးဆိုသည်မှာတဏှာဥပါဒံကာမဘဝအဝိဇ္ဇာသင်္ခါရတို့ဖြစ်ပါသည်ဖေယအနာဂတ်အကျိုးချင်းရာ5ပါးဆိုသည်မှာဝိညာဏနာယောသလယရဏသာသဝေဒနာတို့ဖြစ်ပါသည်ဗျာကျန်
ဤရှက်သွဲကိုတဲ့နော်အလွယ်ရအောင်ဘာလုပ်ထားရမလဲဆိုရင်ကြက်မှတ်ထားရမယ်အခုဘုရားတို့တော်ကောင်းတို့တရားနာနေတာဒီတခြားလုပ်နေတာလားအလွယ်ရအောင်ကြက်မှတ်နေတာလားအလွယ်ရအောင်ကြက်မှတ်နေတာဖြစ်တယ်အဲ့တော့အကြောင်းအကျိုးဆက်သွယ်ပုံဆက်သွယ်နည်းရှင်းမျိုးထဲမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ပထမဦးဆုံးမှာတဲ့မူလနှစ်ဖြာဆိုတာဘာတရားနဲ့ဘာတရားပါလဲအဝိဇ္ဇာနဲ့တဏှာတရားဒီအဝိဇ္ဇာဆိုတဲ့တရားရဲ့တဏှာဆိုတဲ့တရားရဲ့ဒီနှမျိုးဒီတခြားလားမူလအကြောင်းမူလတရားတွေလားအကြောင်းမူလတရားတွေဒီဘာကိုဖြစ်ပေါ်စေတဲ့တရားတွေလဲဆိုလို့ရှိရင်ခန္ဓာကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေဖြစ်တယ်။ဘာကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေလဲခန္ဓာကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေဖြစ်တယ်။ဒီအကြောင်းတရားနှစ်ပါးကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းတရားတွေကတခြားလားအတဝတရားတွေလားအတဝတရားဘယ်နှပါးတောင်ရှိတာလဲ၄ပါးတောင်ရှိတယ်အဲ့အတဝတရား၄ပါးဘာတွေလဲဆိုရင်ကာမတဝဘဝတဝအဝိဇ္ဇာတဝဒိဋ္ဌာတဝနော်ဒိဋ္ဌာတဝအဝိဇ္ဇာတဝ၄မျိုးတောင်ရှိတယ်အဲ့၄မျိုးထဲမှာတူရတရားတွေကိုစုပေါင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဓမ္မတဘာဝကတော့၃မျိုးပဲရှိတယ်တဲ့အဲ့ဓမ္မတဘာဝ၃မျိုးကဘာတွေလဲဆိုလို့ရှိရင်လောဘရဲ့ဒိဋ္ဌိရဲ့အဝိဇ္ဇာရဲ့ဘာတရားတွေလဲလောဘရဲ့ဒိဋ္ဌိရဲ့အဝိဇ္ဇာရဲ့ဒီတရား၃မျိုးဒီတခြားတရားတွေလားအာသဝတရားတွေလားအဲ့အာသဝတရားတွေကတခြားကိုဖြစ်ပေါ်စေတာလားမသိမှုအဝိဇ္ဇာကိုဖြစ်ပေါ်စေတာလားမသိမှုအဝိဇ္ဇာကိုဖြစ်ပေါ်စေတဲ့ဒီအာသဝတရားတွေဒီဘုရားတို့တော်ကောင်းတို့ရဲ့တဏ္ဍာမှာဒီဘဝတစ်ခုတည်းဖြစ်တာလားဘဝတန်တရားအဆက်ကနေပြီးတော့ဖြစ်ပေါ်ပြီးတော့လာခဲ့တာလားဘဝတန်တရားအဆက်ကနေပြီးတော့ဖြစ်ပေါ်ပြီးတော့လာခဲ့တယ်အဲ့အာသဝတရားတွေဖြစ်သွားတယ်အဲ့အာသဝတရားတွေကိုဓမ္မတဘာဝတွေတူရပေါင်းဆက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာလောဘရဲ့ဒိဋ္ဌိရဲ့အဝိဇ္ဇာရဲ့လို့၃မျိုးပြောထားပါလေနဲ့တရဝတွေပုဂ္ဂိုလ်တွေဟာဘဝကိုဘာကြောင့်ရလာတာလဲဘယ်ကစပြီးတော့ဖြစ်လာတာလဲဆိုပြီးတော့အရင်စိတ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အကြောင်းမူလတရားဘယ်နှပါးပဲတွေ့တာလဲနှစ်ပါးပဲတွေ့တယ်ဘာတရားနဲ့ဘာတရားလဲအဝိဇ္ဇာနဲ့တဏှာနှစ်ပါးဒီတရားနှစ်ပါးလည်းပဲအာသဝတရားထဲမှာလည်းမပါတာလားပါတာလားအဲ့မှာအာသဝတရားထဲမှာတစ်ခုတိုးပြီးတော့ပါတာကဒိဋ္ဌိဆိုတဲ့အာသဝတရားမပါတာလားပါတာလားပါတယ်ပါပါလေးနဲ့ဘာဖြစ်လို့သူ့ကိုအကြောင်းမူလဘဝတွေကိုခန္ဓာတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းတရားထဲမှာဒိဋ္ဌိကိုဘာကြောင့်မထည့်တာလဲဆိုပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့အာလုံးသောပုဂ္ဂိုလ်တွေမှာဒိဋ္ဌိဖြစ်တဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်တာလဲဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာပဲဒိဋ္ဌိဆိုတဲ့တရားကကန့်ညှိပြီးတော့ဖြစ်နေတာတဲ့ဘယ်တရားပဲဒိဋ္ဌိဆိုတဲ့တရားကဘယ်ပုဂ္ဂိုလ်တွေမှာပဲဖြစ်နေတာလဲပုထုဇဉ်ပုဂ္ဂိုလ်တွေမှာပဲဖြစ်တာဘုရားတို့တော်ကောင်းတို့လို့လာတဲ့မြတ်ကိလေသာတွေအကုန်လုံးကိုလက်ခံထားတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာပဲဒီဒိဋ္ဌိတွေဖြစ်တယ်တဲ့နောက်ဆုံးဒီပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာတော့မှဘုရားတို့တော်ကောင်းတို့လိုမျိုးအန္တပုထုဇဉ်မဟုတ်တဲ့ကာလယာဏပုထုဇဉ်တွေမှာဒိဋ္ဌိဆိုတဲ့ကိလေသာကတရားရံခံတော့မှ50%လောက်ညွတ်ပြီးတော့မနေတာလားနေတာလားနေတယ်တဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်အတိညာဏ်နဲ့စင်ကြယ်ပြီးတော့နေတဲ့အခါကျတော့ဘုရားတို့တော်ကောင်းတို့မှာအကြောင်းနဲ့အကျိုးတိုက်ဆိုင်လာတဲ့အခါမှာဒီအပေါ်မှာဆွဲလန်းမှုတက်မဲ့မှုအယူမှားမှုအယူဆွဲမှုဒီမိစ္ဆာဒိဋ္ဌိတွေကတရားရံခံတော့အပြည့်ရှိသေးရဲ့လားမ
မရှိတော့ဘူးနော်50လောက်ပဲကျန်တော့တယ်အဲ့ကျန်တဲ့50ကိုဘယ်ရောက်မှကင်းသွားအောင်ကွာသွားအောင်ဖယ်ရှားပြစ်လိုက်နိုင်မှာလဲဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်ဖြစ်မှကျန်တဲ့50ရာခိုင်နှုန်းကိုဖယ်ရှားပြစ်နိုင်မှာပဲဖြစ်တယ်တဲ့ကျန်တဲ့50ရာခိုင်နှုန်းကိုကြတော့ဘယ်ဘဝရောက်မှဖယ်ရှားနိုင်မှာလဲသောတာပန်ပုဂ္ဂိုလ်ဖြစ်မှဖယ်ရှားပြစ်နိုင်မယ်ကလျာဏပုရုဇဉ်ပုဂ္ဂိုလ်မှာကြတော့တချို့သောမိစ္ဆာအယူတွေကတော့မရှိတော့ဘူးကံကံရဲ့အကျိုးတရားကိုယုံကြည်တယ်ရှင်းဘဝနောက်ဘဝကိုလည်းယုံတယ်ယရဏမြတ်သုံးပါးကိုလည်းမယုံတာလားယုံကြည်တာလားယုံကြည်လို့ပဲအခုဘုန်းကြီးเจ้าတွေကိုရောက်တယ်ဒါနလုပ်တယ်ဥပုသ်သီလဆောက်တယ်တရားတွေကိုနားနေတယ်မယုံကြည်ဘူးဆိုရင်အိမ်ကနေပြီးတော့ဘယ်မှရောက်မှာမဟုတ်ဘူးတဲ့နော်ဒါကြောင့်မလို့ယုံကြည်မှုတရားရှိတယ်ကံကံကျိုးကိုလည်းပဲနားလည်လက်ခံတယ်ဖရာတရားကိုလည်းကြည်ညိုတယ်ကိုးကွယ်တယ်စိတ်ကပ်တယ်ကောင်းမှုကုသိုလ်ရဲ့အကျိုးတရားနဲ့အကုသိုလ်ဒုစရိုက်တွေရဲ့ဆိုးကျိုးကိုလည်းပဲလက်ခံတယ်ယုံကြည်တယ်တဲ့ဘဘတို့အခါခွဲတဲ့တယ်လို့ရှောင်ကျင်ပြီးတော့ကောင်းမှုကုသိုလ်တွေကိုလည်းပဲအကြောင်းညီညွတ်တယ်လို့ပြုလုပ်ဆောင်ရနေကြတယ်ဒါကြောင့်မလို့အဲ့လိုပြုလုပ်နေတဲ့ကာရဏပုရုဇဉ်ပုဂ္ဂိုလ်တွေတနည်းပြောမယ်ဆိုရင်ခန္ဓာအာယရဏဓာတ်သစ္စာတရားတွေကိုနာယုံမှတ်သားနေတဲ့ဒီကာလျာဏပုရုဇဉ်ပုဂ္ဂိုလ်တွေမှာဒိဋ္ဌိဆိုတဲ့ကိလေသာဒီရာခိုင်နှုန်းအပြည့်မရှိတော့ဘူးတဲ့အန္တပုရုဇဉ်ပုဂ္ဂိုလ်တွေမှာတော့တရားရာခိုင်နှုန်းအပြည့်ရှိပါတယ်နော်နောက်ထပ်50ရာခိုင်နှုန်းကိုကျတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီးသောတာပန်ပုဂ္ဂိုလ်ဖြစ်အောင်တရားဓမ္မတွေကိုခန္ဓာယုံနာအကြောင်းတွေကိုပရိစ္ဆာသမုပ္ပါအကြောင်းတွေကိုကွယ်သိရှိနားလည်ပြီးတော့တရားဓမ္မတွေကိုကြည်ကြံပွားများအားထုတ်မှသာလေကြံတဲ့50ရာခိုင်နှုန်းကပျောက်ကင်းသွားနိုင်မှာပဲဖြစ်ပါတယ်တဲ့နော်အဲ့တော့ဘုရားတို့တော်ကောင်းတို့အနေနဲ့ဒီဒိဋ္ဌိကိလေသာကိုဘယ်ပုဂ္ဂိုလ်တွေပဲကန့်ညစ်နေတာလဲဆိုလို့ရှိရင်ပုရုဇဉ်ပုဂ္ဂိုလ်မှာပဲကန့်ညစ်နေတယ်ကျန်တဲ့သောတာပန်သာဂရကံအနာဂံယဟန္တာတွေမှာဒိဋ္ဌိဆိုတာရှိသေးရဲ့လားမရှိတော့ဘူးနော်သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတာနဲ့ဒိဋ္ဌိကိလေသာကပယ်ပြီးသားဒီဘဝတွေကိုဘာကြောင့်ကြလာတာလဲဆိုရင်ဘဝဖြစ်ခြင်းဘဝရကြောင်းအကြောင်းတရားတွေကိုလည်းပဲသူကပယ်ပြီးသားအဲ့လိုဘဝရကြောင်းဖြစ်တဲ့အကြောင်းတရားတွေကိုပယ်တဲ့အတွက်ကြောင့်တန်တရားဝိသိကိစ္စလည်းခင်းသွားတယ်ဘဝရထားတဲ့ဘဝဟာလည်းပဲငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးခန္ဓာ၅ပါးယုံနာ2ပါးပဲရှိတယ်လို့တကယ်ကိုတရားနာလို့သိတဲ့အတိမျိုးမဟုတ်သေးဘူးကြည်ကြံပွားများအားထုတ်ပြီးတော့ကိုယ်တိုင်သိရတဲ့အသိဉာဏ်နဲ့ဆင်ခြင်ပြီးတော့တကယ်ကိုသိရတဲ့အသိမျိုးနဲ့ဘုရားတို့တော်ကောင်းတို့မှာသိပြီးတော့သောတာပတိမင်းနဲ့ဒီဒိဋ္ဌိကိလေသာကိုအပိပိုင်ပယ်သလိုက်ပြီးဝိသိကိစ္စဆိုတဲ့ကိလေသာကိုပယ်သလိုက်ပြီးဆိုလို့ရှိရင်ဒီဒိဋ္ဌိကမရှိတော့ဒိဋ္ဌိမရှိပေမဲ့လည်းဘုရားတို့တော်ကောင်းတို့မှာအဝိဇ္ဇာနဲ့တဏှာကရောသောတာပန်ပုဂ္ဂိုလ်မှာမရှိနေတာလားရှိနေတာလားရှိနေတယ်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခါသာဂရကံပုဂ္ဂိုလ်မှာရောအဝိဇ္ဇာနဲ့တဏှာမရှိနေတာလားရှိနေတာလားရှိနေတယ်နော်နောက်တစ်ခါအနာဂံပုဂ္ဂိုလ်မှာရောအဝိဇ္ဇာနဲ့တဏှာမှာအနာဂံပုဂ္ဂိုလ်ကြတော့အဝိဇ္ဇာကအပြည့်ရှိတယ်တဏှာဆိုတဲ့နေရာမှာကာမရာဂနဲ့ပတ်သက်တဲ့ကိလေသာကာမဂုဏ်အာယုန်တွေကိုခံစားလို့တဲ့ကာမရာဂနဲ့ပတ်သက်တဲ့တဏှာကိုတော့ပယ်တတ်ပြီးပြီတဲ့ဘာတဏှာကိုအနာဂံပုဂ္ဂိုလ်ကပယ်တတ်ပြီးပြီလေကာမရာဂတဏှာကိုအနာဂံပုဂ္ဂိုလ်ကပယ်တတ်လိုက်ပြီးပြီဒါပေမဲ့တဏှာနောက်တစ်ခုတော့ကြံသေးတယ်တဲ့အနာဂံပုဂ္ဂိုလ်မှာတဏှာနောက်တစ်ခုကဘာလဲဆိုရင်ဘဝတဏှာပြောပါဦးဘာတဏှာလဲဘဝတဏှာဘဝတဏှာဆိုတာကဘဝကိုလိုချင်သေးတဲ့လောဘစိတ်ကလေးလိုချင်တဲ့လောဘစိတ်ကလေးတော့ရှိသေးတယ်ဘဝလေးတစ်ခုတော့သူရချင်သေးတယ်နတ်ဘဝဖြစ်ခြင်းဖြစ်မယ်မြမဘဝဖြစ်ခြင်းဖြစ်မယ်ဘဝတစ်ခုတော့လိုချင်သေးတယ်ဆိုတဲ့ဘဝတဏှာလေးတော့ကြံသေးတယ်ဘယ်ပုဂ္ဂိုလ်မှာကြံသေးတာလဲအနာဂံပုဂ္ဂိုလ်မှာယန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်အဝိဇ္ဇာလည်းမရှိတော့ဘူးဘ
ဘဝတဏှာလည်းမရှိတော့ဘူးကာမရာဂတဏှာလည်းမရှိတော့ဘူးအကုန်လုံးကိရိတာခတ်တဲ့ရကင်းငြိမ်သွားပြီဆိုတဲ့အတွက်ကြောင့်ဒီအခြေအနေမျိုးမှာကြတော့မရှိတော့ဘူးတဲ့ဒါကြောင့်မလို့ဘုရားတို့တော်ကောင်းတို့အတွက်ဘဝကိုဖြစ်စေတဲ့ခန္ဓာကိုရစေတဲ့အကြောင်းတရားနှစ်ပါးထဲမှာဒိဋ္ဌိကိလေသာကပုရုဇဉ်ပုဂ္ဂိုလ်အချို့မှာသာလေဖြစ်တဲ့အတွက်ကြောင့်ပုရုဇဉ်ပုဂ္ဂိုလ်တွေမှာသာလေဖြစ်များတဲ့အတွက်ကြောင့်ဒိဋ္ဌိကိုပယ်ဖြုတ်ပြီးတော့အဝိဇ္ဇာနဲ့တဏှာတရားနှမျိုးကိုသာလေပုဂ္ဂိုလ်အများစုအဝိဇ္ဇာနဲ့တဏှာမှာပုရုဇဉ်မှာလည်းမဖြစ်ဘူးလားဖြစ်တယ်အနာဂံပုဂ္ဂိုလ်အထိတောင်မှအဝိဇ္ဇာနဲ့တဏှာတွေကတရားတွေကမဖြစ်တာလားဖြစ်တာလားဖြစ်တယ်ဖြစ်တဲ့ပုဂ္ဂိုလ်အရေးအတွက်ကနည်းသလားများလားများတဲ့အတွက်ကြောင့်အဓိကဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးကိုပဲဘဝရကြောင်းခန္ဓာရကြောင်းတရားနှစ်ပါးအနေနဲ့ကျေးဇူးတော်ရှင်ဧကမပါဠိတော်မုဂ္ဂုဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါလင်္ကာနော်ပရိစ္ဆသမုပ္ပါစက်ဝိုင်းဒေသနာတော်ရဲ့အလယ်တက်တဲ့မှာအဝိဇ္ဇာဆိုတဲ့စာလုံးရဲ့တဏှာဆိုတဲ့စာလုံးကိုဘာအယောင်နဲ့ရေးထားတာလဲအနီရောင်ကြီးနဲ့ကိုရေးထားတာဘာဖြစ်လို့အနီရောင်နဲ့ရေးတာလဲဆိုလို့ရှိရင်ရဲနဲ့ထင်ရှားတဲ့တရားစိုးနှစ်ပါးအဲ့တရားတွေကကောင်းတဲ့တရားတွေလားဆိုးတဲ့တရားတွေလားဘာကြောင့်ဆိုးတယ်လို့ပြောတာလဲဆိုရင်ဘဝတွေခန္ဓာတွေကိုအကြိတ်ကြိတ်အခါပေးတဲ့မွေးထုတ်ပေးတဲ့ဆောင်ရွက်ပေးတဲ့အကြောင်းတရားတွေဖြစ်နေတဲ့အတွက်ကြောင့်တဲ့ဘာတွေကိုပေးတာလဲဘဝတွေခန္ဓာတွေကိုအကြိတ်ကြိတ်အခါပေးတယ်ဘဝတွေခန္ဓာတွေကိုပေးတယ်ဆိုတော့တခြားပေးတာလားဘဝခန္ဓာကဒုက္ခကိုပေးတာလားဒုက္ခကိုပေးနေတာဒုက္ခကိုပေးနေတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဆိုးတဲ့တရားလို့ပြောတာအဲ့တော့ဘုရားတို့တော်ကောင်းတို့နေတဲ့ရင်ထဲမှာကိန်းဝန်းနေတဲ့ဒီအဝိဇ္ဇာတဏှာဆိုတဲ့တရားနှစ်ပါးဒီကောင်းတဲ့တရားလားဆိုးတဲ့တရားလားဆိုးတဲ့တရားတွေလို့ကိုယ်တဏ္ဍာမှာရှိနေတဲ့တရားတွေကိုကိုယ်တိုင်သိရှိနားလည်သဘောမပေါက်ရမှာလားပေါက်ရမှာလားပေါက်ရမယ်အဲ့လိုသဘောပေါက်ပြီဆိုရင်ဒီအဝိဇ္ဇာတဏှာဆိုတဲ့ဒီဘဝကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းခံတရားနှစ်ပါးကိုအဖယ်ရှားရမှာလားဖယ်ရှားရမှာလားဖယ်ရှားရမယ်အခုတရားနာနေတာဒီတခြားအလုပ်ကိုလုပ်နေတာလားဒီအဝိဇ္ဇာတဏှာဆိုတဲ့ဒီတရားနှစ်ပါးကိုဖယ်ရှားရေးအလုပ်ကိုလုပ်နေတာလားဆိုရင်အဝိဇ္ဇာတဏှာဆိုတဲ့တရားနှစ်ပါးကိုဖယ်ရှားတဲ့အလုပ်ကိုလာလုပ်နေတော့ဒီတရားနှစ်ပါးကိုဖယ်ရှားတဲ့အခါမှာတခါတည်းအပြီးကရော့အေးဆိုပြီးတော့ဖယ်ရှားလို့မရဘူးတဲ့ဘဝများစွာတန်တရားထဲကပါလာတဲ့စွဲကပ်နေတဲ့တရားဖြစ်တဲ့အတွက်ကြောင့်အကျဉ်းချင်းအခါထက်ခါဖယ်ရှားပြရမယ်တဲ့ဘယ်လိုဖယ်ရှားပြရမှာလဲထက်ခါကိုဖယ်ရှားရမယ်တစ်ချိန်တည်းနဲ့ပြီးပါမလားမပြီးဘူးနော်ထက်ခါဖယ်ရှားရမယ်ထက်ခါကိုဖယ်ရှားရမယ်အဲ့ဒါကြောင့်မလို့ဘုရားတို့တော်ကောင်းတို့အခုအဓိကအကြောင်းရင်းဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးကိုထက်ခါဖယ်ရှားမယ်ဆိုတဲ့အခါကျတော့ဖယ်ရှားတဲ့တရားတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီအဝိဇ္ဇာနဲ့တဏှာဒီတရားနှစ်ပါးဒီအဝိဇ္ဇာဆိုတဲ့တရားဟာသိတဲ့သဘောလားမသိတဲ့သဘောလားမသိတဲ့သဘောတရားမသိတာဒီတခြားကိုမသိတာလားသက်စာကိုမသိတာလားသက်စာကိုမသိဘူးသက်စာကအားလုံးစုစုပေါင်းဘယ်နှပါးရှိတာလဲ၄ပါးရှိတယ်၄ပါးရှိတဲ့ထဲမှာဘုရားတို့တော်ကောင်းတို့တန်တရားမှာဖြစ်ခဲ့တဲ့သက်စာဒီနေ့ပြောမယ်ဆိုရင်အယုတ်သက်စာကဘယ်နှပါးရှိတာလဲ၂ပါးရှိတယ်ဘာသက်စာနဲ့ဘာသက်စာလဲသမုဒယသက်စာဒုက္ခသက်စာအဲ့ဒီမှာဘုရားတို့တော်ကောင်းတို့တန်တရားနဲ့ရှောက်လို့မသိခဲ့တဲ့သက်စာဒီဒုက္ခသက်စာတစ်ပါးကိုထားလေပိုင်နိုင်မသိခဲ့ဘူးတဲ့ဘာသက်စာတရားကိုမသိခဲ့တာလဲဒုက္ခသက်စာကိုမသိဘူးတန်တရားတစ်ချောင်းလုံးကမသိခဲ့ဘူးဆိုတော့အခုရောဒုက္ခသက်စာကိုသိနေပြီလားသိနေပြီဆိုရင်တရားအားထုတ်လို့ကောင်းပြီနော်ဘာမှမလုပ်နဲ့တော့24နှစ်ရေကြီးလုံးစားချိန်အိတ်ချိန်ကလွဲရင်ဘာပဲလုပ်ရမလဲတရားအားထုတ်ရမယ်ကိုရီးယားကားတွေကြည့်သေးလားမကြည့်နဲ့တော့နော်ကိုနောက်ဘာမှမပါဘူးနော်အဲ့ဒါကြောင့်မလို့ကိုနောက်ကိုဘာပဲပါမလဲဆိုရင်ဒီကားတွေများကြည့်ပြီးတော့နော်ဘာနဲ့ဘာပဲဖြစ်ပါလဲဆိုရင်တဏှာနဲ့
ဒေါသလောဘနဲ့ဒေါသဒီကိလေသာတစ်ခုပဲရော့လာမှာလားတိုးလာမှာလားတိုးလာမှာပဲနော်အဲ့ဒါကြောင့်ပဲလို့ဒီတရားတွေကိုရှောင်ပြီးတော့ဘုရားတို့တော်ကောင်းတော့ဒုက္ခကိုတကယ်သိတဲ့ပုဂ္ဂိုလ်တွေကဒီတရားတွေကိုမရှောင်ပါလားရှောင်ပါလားလောဘဒီတခြားလားဒုက္ခကိုဖြစ်စေတဲ့သမုဒယသစ္စာလားသမုဒယသစ္စာဒုက္ခကိုဖြစ်စေတဲ့သမုဒယသစ္စာဘုရားတို့တော်ကောင်းတို့ကဒုက္ခကိုတကယ်မြင်တဲ့ခါကျတော့ဒုက္ခဘာကြောင့်ဖြစ်တာလဲဆိုတာကိုလည်းပဲစစ်ပြီးတော့မတွေးတော့မစဉ်းစားတော့နော်ဒုက္ခကိုဒုက္ခလို့ထင်ပြီးတော့ဘုရားတို့တော်ကောင်းတို့ဟာနော်မနေကြတာလားနေကြတာလားနေခဲ့ကြတယ်ဒုက္ခကိုဒုက္ခလို့ထင်ပြီးတော့နေခဲ့ကြတယ်အဲ့လိုဒုက္ခကိုဒုက္ခလို့ထင်ပြီးတော့နေတဲ့အတွက်ကြောင့်ဒီဘဝမှာပဲထင်တာလားဆိုလို့ရှိရင်အတိတ်ဘဝတုန်းကလည်းဘုရားတို့တော်ကောင်းတို့အနေနဲ့နော်ခန္ဓာ၅ပါးမရခဲ့တာလားရခဲ့တာလားရခဲ့တယ်ခန္ဓာ၅ပါးရတဲ့အတွက်ကြောင့်ဘုရားတို့တော်ကောင်းတို့မှာအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံနောက်တော့ကဘဝအရာကြောင့်လို့ဖြစ်တဲ့ကမ္မဘဝတွေလည်းပဲမလုပ်ခဲ့တာလားလုပ်ခဲ့တာလားလုပ်ခဲ့တယ်ဒီတရားတွေကိုအကျဉ်းချုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့အနေနဲ့နော်အဝိဇ္ဇာနဲ့သင်္ခါရဒီတရားနှမျိုးမှာအဝိဇ္ဇာဒီတခြားလားမသိတဲ့သဘောလားမသိတဲ့သဘောမသိဘူးဆိုမှတော့မှန်ကန်တဲ့တရားသဘောတွေကိုမသိဘူးမသိတဲ့အခါကျတော့ဘုရားတို့တော်ကောင်းတို့မှာပြုလို့အားထုတ်မှုသင်္ခါရတွေမရှိခဲ့တာလားရှိခဲ့တာလားအဲ့တော့သင်္ခါရတွေနဲ့ပြုလို့တဲ့အခါကျတော့ဒီသင်္ခါရတွေနဲ့အဝိဇ္ဇာမသိမှုသင်္ခါရတွေနဲ့ပြုလို့အားထုတ်တဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ဘဝတွေကိုလိုချင်တဲ့လောဘစိတ်တွေနဲ့မလုပ်ခဲ့တာလားလုပ်ခဲ့တာလားလိုချင်မှုတွေဒီတဖြည်းဖြည်းနဲ့အားကြီးလာတဲ့အခါမှာတခြားဖြစ်သွားတာလားဥပါဒံအဆက်ကိုရောက်သွားတာလားဥပါဒံဒီတခြားလားဆွဲလန်းတဲ့သဘောလားဆွဲလန်းတဲ့သဘောဖြစ်သွားပြီစားလဲဒီစိတ်သွားလဲဒီစိတ်ဘာပဲလုပ်လို့ဒီစိတ်နော်ဘာအလုပ်ကိုပဲလုပ်လို့ဒီစိတ်တွေနဲ့ဖြစ်ပြီးတော့ဒါနလုပ်လည်းပဲဒီစိတ်ပဲသီလဆောက်တည်လည်းဒီစိတ်ပဲနော်ဘဝနာအားထုတ်လို့လည်းဒီစိတ်ပဲဒီစိတ်တွေနဲ့ပြုလုပ်ပြီးတော့ဆူတောင်းပြီးတော့ဘုရားတော်ကောင်းတို့နေတာလိုက်တာနောက်ဆုံးကမ္မဘဝလို့ခေါ်တဲ့ဘဝအရာကြောင့်ကံနေပြုလုပ်လိုက်တဲ့အခါကျတော့ဘုရားတော်ကောင်းတို့အနေနဲ့မသိတဲ့အခါကျတော့နောက်အတိတ်ဘဝတို့ကပေါ့လေအခုပြစ္ဆုတ်ပံဘဝဟာကောင်းတယ်လို့အဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့ကောင်းတယ်လို့မထင်ခဲ့တာလားထင်ခဲ့တာလားထင်ခဲ့တဲ့အခါကျတော့ထင်တဲ့အတိုင်းကိုပဲမသိတော့လိုချင်တယ်လိုချင်တော့ဆွဲလန်းတဲ့အခါကျတော့အားထုတ်တယ်အားထုတ်တဲ့အခါကျတော့ဘုရားတို့တော်ကောင်းတို့မှာဒီဘဝမှာလူဘဝလူခန္ဓာအနေနဲ့ဝိညာဉ်နာယုတ်သလာယရဏဖသဝေဒနာဆိုတဲ့ခန္ဓာ၅ပါးဒီနည်းပြောမှဆိုရင်ယုံနာနှစ်ပါးမရလာတာလားရလာတာရလာတယ်အဲ့ဒါဘာကြောင့်ရလာတာလဲဆိုလို့ရှိရင်လူဘဝကောင်းတယ်လူဘဝချမ်းသာတယ်လို့အဝိဇ္ဇာဖုံးလွှမ်းတာကိုခံထားရတဲ့ဘုရားတို့တော်ကောင်းတို့ဟာမထင်ခဲ့ကြတာလားထင်ခဲ့ကြတာလားထင်ခဲ့ကြတယ်ဘယ်လိုထင်ခဲ့ကြတာလဲဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့အနေနဲ့ခန္ဓာ၅ပါးကောင်းတယ်လို့ထင်ခဲ့တာတဲ့ခန္ဓာ၅ပါးဘာဖြစ်တယ်လို့ထင်ခဲ့တာလဲကောင်းတယ်လို့ထင်တယ်ခန္ဓာ၅ပါးရတာချမ်းသာတယ်ကောင်းတယ်လူဘဝလူစည်းစိမ်ချမ်းသာနတ်ဘဝနတ်စည်းစိမ်ချမ်းသာဆိုပြီးတော့အတိတ်ဘဝတို့ကကုသိုလ်တွေသင်္ခါရတွေပြုလုပ်ပြီးတော့ဆုမတောင်းခဲ့တာလားဆုတောင်းခဲ့တာလားဆုတောင်းတဲ့အတိုင်းလူတွေဘုရားတို့တော်ကောင်းတို့အနေနဲ့ခန္ဓာတွေရပြီးတော့လူဘဝကိုမရနေတာလားရနေတာလားရနေတယ်။ဘာကြောင့်ရတာလဲဆိုရင်လူချမ်းသာဆိုတဲ့အထင်နဲ့ဘုရားတို့ဟာအဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့တဏှာကနေပြီးတော့မလိုချင်တာလားလိုချင်တာလားလိုချင်တယ်လိုချင်တဲ့အတွက်ကြောင့်အားထုတ်တဲ့အခါကျတော့ရလာအဲ့တော့ဘဝတစ်ခုခန္ဓာတစ်ခုရလာပြီဆိုတော့အဓိကအကြောင်းတရားဒီအတိတ်တုန်းကလည်းဘာတရားနဲ့ပဲရှိတာလေအဝိဇ္ဇာနဲ့တဏှာပဲရှိတာပဲမသိဘူးကောင်းတယ်လို့ထင်တယ်ချမ်းသာတယ်လို့ယူဆတယ်နော်ဒီအတွက်ကြောင့်လိုချင်မှုလောဘမဖြစ်တာလားဖြစ်တာလားဖြစ်တယ်တဲ့အဲ့တော့ဒီဘဝရောက်လာပြီဆိုတော့ဒီဘဝမှာလည်းဒီတိုင်းပဲဘုရားတို့တော်ကောင်းတို့အနေနဲ့လူဘဝကိုရလာပြီဆိုတော့အဝိဇ္ဇာတရားတွေကဆက်လက်ပြီးတော့ဘ
ဖုံးလွှမ်းပြီးတော့မနေတာလားနေတာလားနေတယ်ခန္ဓာ၅ပါးယုံနာနာပါရထားပြီးတော့ဘုရားတို့တော်ကောင်းတို့မှာရှိနေတဲ့အခါကျတော့ဒီဝိညာဏယုတ်သားလာရဏဖသဝေဒနာဒီတရားသဘောတွေကနေပြီးတော့ဒါတွေကိုခန္ဓာ၅ပါးယုံနာနာပါပဲလို့မသိတဲ့အခါကျတော့ချမ်းသာတာကိုလည်းမခံစားရလားခံစားရလားဆင်းရဲတာကိုလည်းမခံစားရတာလားခံစားရတာလားခံစားရတယ်အဲ့ဒီချမ်းသာမှုဆင်းရဲမှုကိုခံစားတဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ဒါတွေကဖောက်ပြန်တဲ့သဘောတရားတွေပဲနော်ဒါချမ်းသာတာလည်းမမြဲဘူးဆင်းရဲတာလည်းမမြဲဘူးအနိစ္စဒုက္ခအနတ္တဒီလက္ခဏာတွေကိုမဆင်ခြင်နိုင်တဲ့အခါကျတော့ဒါတွေကိုမဆင်ခြင်နိုင်ခြင်းတည်အခြားလားအဝိဇ္ဇာဖုံးလွှမ်းထားလို့လားအဝိဇ္ဇာဖုံးလွှမ်းတဲ့အတွေ့ကြောင့်ဝေဒနာនិရောဓဝေဒနာချုပ်ငြိမ်းသွားအောင်လုပ်ရမယ်အစားဝေဒနာရအောင်ဘုရားတို့တော်ကောင်းတို့ကမလုံနေတာလားလုံနေတာလားလုံနေတယ်လုံတဲ့အခါကျတော့ဝေဒနာပစ္စယနေပြီးတော့ဘာဖြစ်သွားတာလဲတဏှာဖြစ်သွားတယ်တဏှာဆိုတာကတခြားသဘောလားလိုချင်တဲ့သဘောလားလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်အောင်မြင်ချင်တယ်ကြီးပွားချင်တယ်အဲ့လိုနဲ့ပဲအဲ့လိုချင်မှုကတဖြည်းဖြည်းနဲ့နေ့ရက်တွေကြာလာတယ်လတွေကြာလာတယ်နှစ်တွေကြာလာတဲ့အခါမှာဥပါဒအဆက်ကိုရောက်သွားတယ်အဲ့ရနေပြီးတော့တခါနော်ဘဝကာမဘဝအရာအကြောင်းတွေကိုဆက်လုပ်တယ်နောက်တစ်ခါဘုရားတို့တော်ကောင်းတို့ဒါတွေကိုဆက်လုပ်ပြီးတော့နေတဲ့အခါကျတော့ဒါတွေအားလုံးဟာနောက်တစ်ခါအဝိဇ္ဇာသင်္ခါရဒီအဝိဇ္ဇာနဲ့သင်္ခါရဒီတရားသဘောတွေကလည်းပဲနောက်ကနေပြီးတော့နော်လိုက်ပြီးတော့နေရတဲ့အတွက်ကြောင့်သူတို့တွေလည်းပဲစစ်ပြီးတော့ဖြစ်ပေါ်လာတာဖြစ်တယ်တဲ့နော်နောက်ကနေပြီးတော့သူတို့တွေဟာပတ်ဖို့မှုတွေမရှိနေတာလားရှိနေတာလားခုနကပြောပြီးပြီလေအဝိဇ္ဇာဖုံးလွှမ်းထားတဲ့ခါကျတော့ခံစားမှုကိုနော်ရက်တက်သွားအောင်မလုပ်ဘူးဒါဖောက်ပြန်မှုပဲနော်အကြောင်းနဲ့အကျိုးတိုက်ဆိုင်လာလို့ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်မမြဲဘူးဆင်းရဲတယ်ကိုမပိုင်ဘူးဆိုတာကိုအဝိဇ္ဇာအမှောင်ဖုံးထားတဲ့ခါကျတော့အမှန်ကိုသိရလားမသိဘူးနော်မသိတဲ့အခါကျတော့အဲ့လိုမသိအောင်အဝိဇ္ဇာနဲ့သင်္ခါရကနေပြီးတော့ဒီတဏှာဥပါဒံဘဝတွေကိုရှေ့ကသဘောတရားတွေရအောင်သူတို့ကနေပြီးတော့အနောက်ကနေပြီးတော့ပတ်ဖို့ပေးမှုတွေမရှိတာလားရှိတာလားရှိတယ်သူတို့ရဲ့ပတ်ဖို့ပေးမှုသူတို့ရဲ့ဆောင်ရွက်မှုတနည်းပြောမယ်ဆိုရင်နောက်ွယ်ကလက်မဲကြီးတွေအနေနဲ့သူတို့တွေကနေပြီးတော့ရှစ်ကိုအကျိုးကျေးဇူးပြုထားတယ်အထောက်ပံ့ပေးထားတဲ့အခါကျတော့သူတို့တွေမှာလိုချင်မှုတဏှာဆွဲလန်းမှုဥပါဒံဘဝအရာကြောင့်ကံဘဝတွေရှေ့မဖြစ်အောင်စူးစမ်းအထောက်ကြတယ်တဲ့အဲ့လိုစူးစမ်းအထောက်မှုတွေဒီဘုရားတို့တော်ကောင်းတို့ဟာကောင်းတယ်ထင်တယ်ချမ်းသာတယ်ထင်တဲ့အတွက်ကြောင့်လိုချင်မှုတဏှာကနေပြီးတော့ဖြစ်ပေါ်လာရတာဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ဒီပစ္စုပန်ခန္ဓာမှာကိုပဲအဝိဇ္ဇာနဲ့တဏှာဒီသဘောတရားတွေကနေတိုင်းမှာမြင်စရာပဲတွေ့ကြားစရာအာယုံတွေပဲတွေ့မြင်ကြားနာစားထိတွေ့မှုဒီအရာတွေ6မျိုးနဲ့ပဲဘာအလုပ်ကိုပဲလုပ်စာပဲသင်ဈေးပဲရောင်းနော်ဘာအလုပ်ကိုပဲလုပ်ဒီ6မျိုးနဲ့ပဲဘုရားတို့တော်ကောင်းတို့ဟာလူတိုင်းဟာနေ့စဉ်နဲ့အမျှမလုပ်နေရတာလားလုပ်နေရတာလားလုပ်နေရတာလေအဲ့လိုလုပ်နေတဲ့အခါတိုင်းမှာတို့တွေမှာအဝိဇ္ဇာဖုံးလွှမ်းထားတယ်ကောင်းတယ်လို့ထင်တယ်ကောင်းတယ်လို့ထင်မှတ်မှုမှန်တယ်မြတ်အကုန်လုံးဟာဘာရဲ့ဖုံးလွှမ်းထားတာကိုခံထားရလို့လေအဝိဇ္ဇာရဲ့ဖုံးလွှမ်းထားတာခံထားရတာကောင်းတယ်လို့ထင်ပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့တခြားလိုက်လာမှာလားလိုချင်မှုတဏှာလိုက်လာမှာလားလိုချင်မှုတဏှာကလိုက်လာပြီအဲ့ဆိုရင်လိုချင်မှုရချင်ပြီဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့မှာနောက်ကနေပြီးတော့ရက်နေလို့မရတော့ဘူးစူးစမ်းရတော့တယ်စိတ်ကလည်းကြံစီရတယ်ပါးစပ်ကလည်းပြောရတယ်လိုချင်တဲ့အတွေးတွေလိုချင်တဲ့အပြောတွေလိုချင်တဲ့ဆောင်ရွက်မှုအလုပ်အကိုင်းတွေလုပ်ရတော့တယ်ဝစီကံမနောကံကာယကံကံသုံးပါးလုံးကိုမနာရတော့ဘူးလုပ်ကံဆောင်ရွက်ရတယ်အဲ့လိုလုပ်ကံဆောင်ရွက်ပြီးတဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ကမ္မဘဝအရာကြောင့်ကံတွေလုပ်ပြီးပြီဆိုရင်နောက်ထပ်အနာဂတ်ဇာတိပရိသန္တိဆိုတဲ့အနာဂတ်ဘဝကိုမရမှာလားရမှာလားရမှာဘာကိုကြည့်ရမှာလဲဆိုရင်ဘုရားတို့တော်ကောင်းတို့အနေနဲ့ဒီယနေ့ခေတ်မှာပဲကိုယ့်ရဲ့လက်ရှိပြစ္ဆုတ်ပံအခြေအနေလေးတစ်ခုကိုပဲပြန်လည်ပြီးတော့ပရိစ္ဆသမုပ္ပါတက်ဆာဒေသနာတော်အနေနဲ့ဆန်းစစ်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ကုသိုလ်တစ်ခုလှုပ်တိုင်းလူတိုင်း
ဒါနတစ်ခုလုပ်တယ်သီလတစ်ခုကိုစောင့်တည်တယ်ဘာဝနာကောင်းမှုကုသိုလ်တစ်ခုကိုပြုလုပ်တယ်တချို့သောပုဂ္ဂိုလ်တွေဟာတချို့သောပုဂ္ဂိုလ်တွေမဟုတ်ပါဘူးလေလူတော်တော်များများဟာဒါနနဲ့သီလကိုစောင့်တည်ပြီးပြီဆိုလို့ရှိရင်ဘာကိုလိုချင်ကြတာများတာလဲဆိုလို့ရှိရင်နိဗ္ဗာန်ကိုလိုချင်ကြတယ်လို့ဗဇက်ကနေပြီးတော့ဆုတောင်းတော်လဲပဲသူတို့ရဲ့စိတ်ဆန္ဒအများစုမှာလူအများစုရဲ့စိတ်ဆန္ဒမှာတကယ်တမ်းလိုချင်တဲ့အရာကနိဗ္ဗာန်လားလူချမ်းသာနတ်ချမ်းသာလားလူချမ်းသာနတ်ချမ်းသာကိုတကယ်လို့တာတောင်းတာကသာလေရှေ့ကဘုန်းကြီးကဆိုပေးလို့တိုင်ပေးလို့ဣဒံမေဘုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုအရှင်ဘုရားဒီကောင်းမှုသည်နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေနိဗ္ဗာန်ရပါလို့ဤဆိုပြီးတော့ဆုတောင်းတာပဲလိုက်ဆိုတာပဲရှိတာရင်ထဲမှာအများစုကတော့ဘာချမ်းသာနဲ့ဘာချမ်းသာကိုပဲလူချင်တာလဲလူချမ်းသာနဲ့နတ်ချမ်းသာကိုပဲလူချင်တာနော်အဲ့ဆိုရင်ဒီခုတရားနာနေတဲ့သူတော်ကောင်းတို့ထက်မှာရောလူချမ်းသာနတ်ချမ်းသာကိုလူချင်တာလားနိဗ္ဗာန်ချမ်းသာကိုလူချင်တာလားတကယ်နိဗ္ဗာန်ချမ်းသာကိုလူချင်တာပေါ့လူချမ်းသာနတ်ချမ်းသာကိုမလူချင်ဘူးပေါ့အခုမနေ့ပြန်နိဗ္ဗာန်ကိုသွားမယ်ဆိုပြီးတော့ကိုင်းနဲ့လာခေါ်ရလိုက်သွားမှာလားမလိုက်ဘူးအိမ်နဲ့အိမ်ရတကာကြီးတွေနဲ့တိုင်ပယ်အောင်မယ်ဖရားလားနော်တိုင်ပယ်အောင်မလားအခုเจ้าဘွားဆဲတာနဲ့ကိုင်းနဲ့လာခေါ်သွားမယ်နိဗ္ဗာန်ကိုသွားကြစို့ဆိုပြီးအိမ်ရတကာကြီးတွေနဲ့နေပါဦးဖရားဒီလောက်မြန်ဆဆိုင်ဆိုလို့ရှိရင်လည်းအဆင်မပြေသေးဘူးပေါ့နော်အိမ်မှာမာခဲ့စရာလေးတွေပြောခဲ့တာလေးပြောစရာလေးတွေပြောခဲ့မာခဲ့ပြီးမှပဲသွားမယ်ပေါ့တကယ်တမ်းကျတော့လူအများစုဟာဘာဖြစ်လို့နိဗ္ဗာန်ထဲလူချမ်းသာနတ်ချမ်းသာကိုလိုချင်ကြတာလဲဆိုလို့ရှိရင်မသိလို့တဲ့ဘာဖြစ်လို့လဲမသိလို့ဒီဘဝရောက်ရင်ချမ်းသာမယ်လို့မထင်တာလားထင်တာလားအတိတ်ဒုက္ခရောဘုရားတို့တော်ကောင်းတို့ကမထင်ခဲ့တာလားထင်ခဲ့တာလားအခုဒီဘဝကိုရောက်ရင်ချမ်းသာမယ်လို့မထင်ခဲ့တာလားထင်ခဲ့တာလားထင်တဲ့အတွေ့အကြုံလုပ်ခဲ့တာလေမထင်ရင်လုပ်ကိုမလုပ်ဘူးဟုတ်တယ်မလားမထင်ရင်မလုပ်ဘူးလေတခါတည်းသစ္စာတရားတွေသိအောင်ပဲလုပ်သွားမှာပေါ့ဘိမှလည်းလူမဖြစ်ဘူးဘုရားကြီးเจ้าလည်းရောက်မနေဘူးဘုရားတို့နဲ့လည်းမတွေ့ရဘူးနော်အဲ့ဒါကြောင့်မလို့ထင်တဲ့အတွေ့အကြုံလူဘဝရောက်အောင်လုပ်ကြတယ်နော်အဲ့ဒါဒီထင်မြင်မှုဒီတခြားလားအဝိဇ္ဇာပဲလားအဝိဇ္ဇာကောင်းတယ်လို့ထင်တယ်ချမ်းသာမယ်လို့ထင်တယ်နော်ဒါကြောင့်မလို့အဲ့လိုထင်တဲ့အတွက်ကြောင့်ဒီဘဝကိုရတယ်ဒီဘဝရတာနဲ့မပြီးသေးဘူးတဲ့ပြီးပြီလားနောက်ထပ်နောက်ဘဝကြာလို့ရှိရင်လည်းပဲချမ်းသာတဲ့လူဖြစ်ကောင်းမှာပဲလူချမ်းသာဖြစ်ကောင်းမှာပဲနတ်ချမ်းသာနတ်ပြီဆိုရင်တော့လည်းပဲချမ်းသာမှာပဲဆိုပြီးတော့ပြမပြီဆိုလို့ရှိရင်လည်းချမ်းသာမှာပဲဆိုပြီးတော့မထင်တာလားထင်တာလားထင်တဲ့အတိုင်းလူချင်တဲ့လောဘစိတ်နဲ့လူချမ်းသာနတ်ချမ်းသာလူမင်းစည်းစိမ်နတ်မင်းစည်းစိမ်ကိုခံစားရပါလို့ဆိုပြီးတော့အများစုဟာစူမတောင်းနေကြတာလားစူတောင်းနေခဲ့ကြတာလားအဲ့လိုစူတောင်းနေတဲ့ပုဂ္ဂိုလ်တွေဒီတခြားနဲ့လားအဝိဇ္ဇာတဏ္ဍာတန်လန်းကြီးတွေနဲ့စူတောင်းနေကြတာလားတန်လန်းကြီးတွေနဲ့စူတောင်းနေတယ်တန်လန်းကြီးဆိုတာကယင်ထဲမှာအပြည့်ကိဝေါ်ပြီးတော့မသိလို့လိုချင်ကြတာလေဘာဖြစ်ကြတာလဲမသိလို့လိုချင်တာသိရင်လိုချင်ပါအောင်မလားသိတယ်ဆိုတဲ့ဟာကတခြားကိုသိရမှာလားဒုက္ခသစ္စာလို့သိရမှာလားလူချမ်းသာဖြစ်စေနတ်ချမ်းသာဖြစ်စေတခြားရတာလားခန္ဓာ၅ပါးပဲရတာလားခန္ဓာ၅ပါးပဲရတာခန္ဓာ၅ပါးဒီဘုရားတို့တော်ကောင်းတို့အနေနဲ့တခြားလားဒုက္ခသစ္စာလားခန္ဓာ၅ပါးဒုက္ခသစ္စာပဲနော်အဲ့လိုဘုရားတို့တော်ကောင်းတို့ဆူတောင်းနေတာဒီတခြားအလုပ်ကိုလုပ်နေတာလားဆိုရင်ခန္ဓာ၅ပါးဒုက္ခသစ္စာရာကြောင်းအလုပ်တွေကိုလုပ်နေတာဘာရာကြောင်းအလုပ်တွေကိုလုပ်နေတာလဲဒုက္ခသစ္စာရာကြောင်းကိုလုပ်နေတာလူဘဝလူစိစိတ်ချမ်းသာနတ်ဘဝနတ်စိစိတ်ချမ်းသာဒီစိစိတ်တွေကိုခံစားဖို့ရတဲ့ခန္ဓာကရှိဖို့လိုတယ်လေခန္ဓာမရှိရင်ဘယ်လိုလုပ်ခံစားမလဲနော်ဒါကြောင့်မလို့ချမ်းသာတာဖြစ်စေဆင်းရဲတာဖြစ်စေဒီခန္ဓာတွေရှိနေလို့ခံစားရတာဖြစ်တယ်ဒီခန္ဓာတွေကိုရအောင်ဆူတောင်းကြတယ်ရတဲ့အတွက်ကြောင့်တခြားရလာတာလားဆိုရင်ဒီခန္ဓာဒီဘာနဲ့တွဲပြီးတော့
အတူတကွဖြစ်ပေါ်လာတာလဲဆိုရင်ဒုက္ခနဲ့အတူတွဲပြီးတော့နော်ခန္ဓာတစ်ခုတည်းတန်းပြီးတော့ရလာတာမဟုတ်ဘူးဘသူ့ဘာခေါ်ခါလာလဲဆိုရင်ဒုက္ခကိုပဲတစ်ခါတည်းခေါ်လာတယ်နော်ဒုက္ခကိုပေါ်တွဲရပါလာတဲ့အတွက်ကြောင့်ဒုက္ခနဲ့ခန္ဓာနဲ့ဒုက္ခခွဲထားလို့ရရဲ့လားအဲ့ဒါကြောင့်မလို့ဘုရားတို့သူတော်ကောင်းတို့ရဲ့နေ့စဉ်ဘဝမှာဒုက္ခဆိုတာအမြဲတမ်းငယ်စဉ်တောင်ကြီးကလေးဘဝကလေးကနေပြီးတော့ရင်းနှီးနေတာတခြားကြောင့်မဟုတ်ဘူးတဲ့ဘုရားတို့သူတော်ကောင်းတို့ရဲ့နော်ဖွားတော်ဖက်နော်ဖွားဖက်တော်ဟာတခြားမဟုတ်ဘူးဒုက္ခတရားကြီးတဲ့ဘုရားတို့သူတော်ကောင်းတို့ရဲ့ဖွားဖက်တော်ဟာဘာတရားလဲဒုက္ခတရားကြီးဒါကြောင့်မလို့သူနဲ့နေ့စဉ်နေ့တိုင်းမတွေ့နေရတာလားတွေ့နေရတာလားတွေ့နေရတယ်ပုံစံတစ်မျိုးနဲ့တွေ့ရတာလားပုံစံမျိုးစုံနဲ့ကိုတွေ့ရတာပုံစံမျိုးစုံနဲ့တွေ့ရတယ်မိသားစုထဲမှာလည်းတွေ့ရတယ်စီးပွားရေးထဲမှာလည်းတွေ့ရတယ်ပတ်ဝန်းကျင်ထဲမှာလည်းတွေ့ရတယ်ရက်ွက်ထဲလမ်းထဲမှာလည်းမတွေ့ရဘူးလားတွေ့ရတယ်ပုံစံမျိုးစုံနဲ့ဘာကြောင့်လဲဆိုရင်ဘုရားတို့တော်ကောင်းတို့ရဲ့ဖွာဖက်တော်အတူတကားမွေးဖွားလာတဲ့တရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မို့လို့အဆန်းတော့မဟုတ်ဘူးကိုလိုချင်လို့ဆူတောင်းခဲတော့ရလာတယ်ဘဝရတယ်ခန္ဓာရတယ်ဒုက္ခပါတခါတည်းခေါ်လာတယ်နော်အဲကြောင့်မလို့လူဘဝလူစည်းစိမ်ချမ်းသာဟာလည်းပဲတနေ့ကြလို့ရှိရင်အိုခြင်းနာခြင်းတေခြင်းအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောဒီသဘောတရားတွေမရှိတာလားရှိတာလားဒီသဘောတရားတွေဒီဆင်းရဲတဲ့သဘောလားချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောဒီဆင်းရဲတဲ့သဘောကိုဆင်းရဲတဲ့သဘောလို့မသိတာဒီတခြားလားအဝိဇ္ဇာလားလူကျင်တာဒီတခြားလားတဏှာလားတဏှာပဲเนาะအဲ့ဒါကြောင့်မလို့ဘဝရတာခန္ဓာရတဲ့အဓိကအကြောင်းတရားဒီတခြားလားဝိဇ္ဇာနဲ့တဏှာပဲလားအဲ့လိုကိုဘုရားတို့သူတော်ကောင်းတို့ရဲ့နေ့စဉ်ဘဝနဲ့ရှင်ပြီးတော့သိရမှာဖြစ်တယ်နောက်တစ်ခါနတ်ဘဝဗြဟ္မာဘဝကိုသွားပါအောင်တော့သူတို့မှလည်းတခြားပဲရှိတာလားခန္ဓာ၅ပါးပဲရှိတာလားခန္ဓာ၅ပါးပဲရှိတယ်ခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်တိုင်းမှာဒုက္ခဆိုတာရောမရှိပါလားရှိတာလားရှိတယ်ဒုက္ခရှိတယ်ဟောဒုက္ခနည်းနည်းသက်သာသွားတာနဲ့များခံရတာနဲ့ဒါပဲกว่าနော်နတ်ပြည်မှာလည်းရှိတယ်မြမပြည်မှာလည်းရှိတယ်သူတို့မှလည်းပဲဒီနေ့တစ်ချိန်မှာနော်ခန္ဓာကိုယ်ဆော့လို့ရတဲ့အချိန်တွေမရှိတာလားရှိတာလားရှိတယ်နတ်ဘဝကိုစုတည်ရတယ်မြမဘဝကနေပြီးတော့စုတည်ပြီးတော့ရောက်ရတယ်အဲ့မှာကုသိုလ်ကံတွေကုန်သွားတယ်ဆိုလို့ရှိရင်နတ်ဖြစ်စေမြမဖြစ်စေနော်ဒီအဝိဇ္ဇာတဏှာတန်လန်းကြီးတွေနဲ့ဒိဋ္ဌိတွေအများကိန်းဝေါ်ပြီးတော့နေမယ်ဆိုလို့ရှိရင်သူတို့တွေဟာလည်းပဲအပယ်လေးဖို့ကိုကြားရောက်နိုင်သေးတယ်တဲ့ဘယ်ကိုကြားရောက်နိုင်သေးတာလဲအပယ်လေးဖို့ကိုကြားရောက်နိုင်သေးတယ်နော်ဒါကြောင့်မလို့လူစည်းစိမ်ချမ်းသာနတ်စည်းစိမ်ချမ်းသာကိုလိုချင်နေတယ်မြတောင်းတနေတယ်မြကောင်းတယ်လို့ထင်နေတယ်မြသည်နော်ကောင်းတယ်လို့ထင်နေမှုမှန်တယ်မြသည်အဝိဇ္ဇာတရားဖုတ်ကွယ်ထားလို့ဒါလည်းဖြစ်တယ်ဒီလိုဘုရားတို့တော်ကောင်းတို့အနေနဲ့ကောင်းတယ်လို့ထင်ပြီးတော့ချမ်းသာမယ်လို့ထင်ပြီးတော့စ조사မှုအားထုတ်မှုလိုချင်မှုရလိုမှုမှန်တယ်မြသည်တခြားလားတဏှာပဲလားတဏှာပဲဒီဘဝခန္ဓာကနေပြီးတော့နတ်ဘဝနတ်ခန္ဓာကိုရသွားတယ်ဆိုတော့တနည်းပြောမယ်ဆိုလို့ရှိရင်တခြားဖြစ်သွားတာလားတန်တရားလဲသွားတာလားတန်တရားလဲသွားတယ်ခန္ဓာတစ်ခုကနေပြီးတော့ခန္ဓာတစ်ခုကိုပြောင်းသွားတာပဲရှိတယ်လူခန္ဓာကနေပြီးတော့နတ်ခန္ဓာဗြဟ္မာခန္ဓာဒီလိုမျိုးခန္ဓာပြောင်းသွားတာပဲရှိတယ်အဲ့လိုခန္ဓာတွေပြောင်းပြီးတော့ဖြစ်သွားတာဒီတခြားလားတန်တရားလဲတာပဲလားတန်တရားလဲတာဒီတခြားလားဒုက္ခသစ္စာတွေလဲပတ်ပြီးတော့ဖြစ်နေတာလားဒုက္ခသစ္စာတစ်ခုရထားတယ်နောက်ထပ်ကောင်းတယ်လို့ထင်တယ်အဲ့ဒီအတွက်ကြောင့်လိုချင်တယ်ဆွဲလန်းတယ်ကြိုးစားတယ်ဒုက္ခရအကြောင်းတွေထပ်လုပ်တယ်အဲ့ဒီလိုချင်တယ်ဆွဲလန်းတယ်ဘဝရအကြောင်းတွေပြုလုပ်မှုမှန်သမျှအကုန်လုံးဟာတခြားလားသမုဒိယသစ္စာလားသမုဒိယသစ္စာကြီးတခြားလားဒုက္ခရအကြောင်းလားအဲ့ဒါဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့နိဗ္ဗာန်ကလွယ်ပြီးတော့ဆုတောင်းနေတယ်မြလိုချင်နေတယ်မြရလိုမှုမှန်တယ်မြသည်တခြားလားသမုဒိယသစ္စာအလုပ်ကိုလုပ်နေတာလားသမုဒိယသစ္စာကြီးတခြားလားဒုက္ခရအကြောင်းလားအဲ့ဒါဆိုလို့ရှိရင်ဒုက္ခရအကြောင်းအလုပ်ကိုလုပ်နေကြတာပေါ့တနေ့တည်းလုပ်တာလားနေ့တိုင်းလုပ်တာလားနည်းနည်းလေးလုပ်တာလားအများကြီးလုပ်တာလားအများကြီးလုပ်တယ်ဆိုတော့ဘုရားတို့တော်ကောင်းတို့နောက်ဘဝမှာဒုက္ခကြီးကြီးလေးရမှာလား
ဒုက္ခအသေးသေးလေးရမှာဒုက္ခအကြီးရမှာအကြီးရမှာနော်ကိုအကြီးလူချင်တာလေဆူတောင်းအောင်ပေါ့နော်ဒုက္ခတွေအကြီးကြီးပဲရမှာဒီနေ့ပြောမယ်ဆိုရင်ဒုက္ခတွေရပါလို့ဤဒုက္ခတွေရပါလို့ဤဆိုပြီးတော့ဆူတောင်းနေတာပဲရှိတာတဲ့အဲ့လိုဆူတောင်းနေတာကိုဆူတောင်းနေတယ်လို့မသိအောင်ဘယ်သူကဖုတ်ပေးထားတာလဲဆိုရင်အဝိဇ္ဇာကဖုတ်ထားတယ်တဏှာကလိုချင်တယ်နော်အဲ့တော့ခန္ဓာတွေကိုရအောင်လုပ်တယ်အဲ့ဒီခန္ဓာကြီးဆိုတာကဒုက္ခဒုက္ခကြီးဆိုတာမသိအောင်မသိဘူးတဲ့ဖုံးထားတယ်နော်꿰ထားတာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီခန္ဓာတွေသာပြောင်းသွားတယ်ဘဝတွေသာပြောင်းသွားတယ်ဘဝတွေခန္ဓာတွေပြောင်းပြီးတော့ပရိစ္ဆသမုပ္ပါစံဝိုင်းကိုတစ်ဖက်ပြီးတစ်ဖက်အပိုက်ရေဘလောက်မှန်းတော့ရေမတွက်နိုင်တော့လဲပတ်ပြီးတော့ဖြစ်နေတဲ့တရားနှစ်ပါးအမှန်တရားနှစ်ပါးဒီတခြားလားသမုဒယသစ္စာနဲ့ဒုက္ခသစ္စာလားတနည်းပြောမယ်ဆိုရင်မြန်မာလိုပြောမယ်ဆိုရင်ဒုက္ခရာအကြောင်းနဲ့ဒုက္ခဖြစ်တာဒုက္ခရာအကြောင်းတွေလှုပ်လိုက်ဒုက္ခဖြစ်လိုက်ဒါတွေပဲလေပြီးတော့ဖြစ်နေတာပဲမဟုတ်လားအဲ့ဒါတွေကိုလေပြီးတော့ဖြစ်နေတာကိုဖြစ်နေမှန်းမသိအောင်ဘယ်သူကဖုံးပေးထားတာဖုံးထားတယ်မမြင်စေနဲ့꿰ထားနော်အဝိဇ္ဇာကနေတရဝါတွေကိုမမြင်အောင်ကန်းနေအောင်ဆိုပြီးတော့ဉာဏ်အလင်းမြောက်ဆိုဖုတ်ပေးထားတာအဲ့မှာတဏှာကလည်းဘယ်ရမလဲတခါတဲ့အယောင်မျိုးမျိုးအစင်းမျိုးမျိုးလိုချင်မှုမျိုးမျိုးဘဝမျိုးမျိုးဒုဘဝလေးကချမ်းသာတယ်နတ်ဘဝလေးကချမ်းသာတယ်ဗြဟ္မဘဝကျတော့ချမ်းသာတယ်ဘာမှလုပ်ကြမလို့ဘူးနတ်သားတွေနတ်သမီးတွေနဲ့ခံစားရုံပဲဆိုပြီးတော့သူကနေအမျိုးမျိုးဆွဲဆောင်နော်အမျိုးမျိုးဆွဲဆောင်တဲ့အခါကျတော့ဘုရားတို့တော်ကောင်းတွေကအမျိုးမျိုးဒုက္ခတွေမရနေတာလားရနေတာလားရနေတယ်မြတ်စွာဘုရားရှင်ကဗောဓိပင်နဲ့ဆွေပလင်ကြားမှာမဟာတက္ကရာ103ခုကစုံလာပြီဗုဒ္ဓဦးနေ့မှာဖရာဖြစ်ကိုရရှိတော်မူခဲ့တယ်တက်တော်39နှစ်မှာဖရာဖြစ်ကိုရရှိတော်မူခဲ့တယ်မြတ်စွာဘုရားရှင်အနေကဇာတိတန်တာရအစချီရဲ့ဒီဥရန်တော်ဝမ်းမြောက်ဝမ်းသာဖြစ်လို့ဝမ်းမြောက်ကြောင်းစကားတရားစကားကိုဥဒန်းစကားလို့ပြောတယ်ဝမ်းမြောက်ဝမ်းသာပြောတဲ့စကားကိုပေါ့အဲ့မှာအဲ့ဥဒန်းစကားမှာအနေကဇာတိတန်တာရတန်တာဝိတ္တံအနိဗ္ဗိတံဆိုတာကအနေကဇာတိတန်တာရဆိုတာကသူတော်ကောင်းတို့ဘုန်းဘုန်းတို့နားလည်ထားတာဖရာအနေကဇာတိတဲ့တရားတော်ဒေသနာတော်ဆိုပြီးတော့နားလည်ထားတယ်အဲ့မှာမြန်မာလိုပြောမယ်ဆိုလို့ရှိရင်အနေကဇာတိဆိုတာကဘဝပေါင်းများစွာနော်တန်တရားမှာခန္ဓာတွေဘဝတွေအကြိမ်ကြိမ်ခါခါအနေကဆိုတာကအများကြီးလို့အဓိပ္ပာယ်ရတယ်အများကြီးဖြစ်ခဲ့တယ်တန်တာရဆိုတာဘဝတန်တရားမှာပြောတာတဏ္ဍဝိတ္တံအနိဗ္ဗိတံဆိုရင်ဆိုတာကဘာပြောရလို့ရှိရင်အမြဲတမ်းအစင်မပြတ်ကိုလဲပတ်ပြီးတော့ထက်ခါထက်ခါရနေတာကာကရဂဝေတံတော်ဆိုတာကခန္ဓာဆိုတဲ့ဒီအိမ်ကြီးကိုနော်ခန္ဓာဆိုတဲ့ဒီအိမ်ကြီးကနေပြီးတော့ဒုက္ခဇာတိပုဏ္ဏဇာတိဆိုတဲ့ဒုက္ခကိုပုဏ္ဏဆိုတာထက်ခါထက်ခါဇာတိဆိုတဲ့ဒုက္ခကိုအကျဉ်းချင်းခါခါပေးတယ်ဘုရားတို့တော်ကောင်းတို့ဘဝမြတ်စွာတန်တရားမှာဇာတိဒုက္ခကအကျဉ်းချင်းခါခါဖြစ်ခဲ့တာလားဖြစ်ခဲ့တာလားဖြစ်ခဲ့တယ်ဇရာဒုက္ခလည်းဖြစ်တယ်မရဏဒုက္ခလည်းဖြစ်တယ်ကျင့်ခါခါဖြစ်ခဲ့တယ်ကာကာရဒိဋ္ဌောတိပုဏ္ဏကေဟံနာကာဟာတိတဲ့အဲ့ဒါဒီတဏှာဆိုတဲ့လက်သမားကတိဆောက်လိုက်တဲ့ခန္ဓာဆိုတဲ့အိမ်ကိုငါကြတော့အခုအချိန်ဒီမှာတိသွားပြီနားလည်သွားပြီသဘောပေါက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီတဏှာဆိုတဲ့လက်သမားကိုငါရှာတွေ့သွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်တစ်ပတ်ပုဏ္ဏကေယနာဂဟာတိဆိုတဲ့ဒီတဏှာတိဆောက်လိုက်တဲ့ခန္ဓာအိမ်ကိုရပါအောင်ထပ်ပြီးတော့ဆောင်ရွက်လောက်ကင်တော့မှာမဟုတ်တော့ဘူးတဲ့တဏှာဆိုတဲ့လက်သမားကိုငါကနေပြီးတော့အပြီးပိုင်ပယ်တတ်လိုက်ပြီလို့ပြောတယ်ဒါကြောင့်မလို့တဏှာကိုပယ်တတ်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကအဝိဇ္ဇာအမှန်ဖုံးထားရာကနေပြီးတော့ဝိဇ္ဇာဆိုတဲ့ဉာဏ်အလင်းရောင်ပေါက်သွားလို့သားလျင်ဒါရီဒီတဏှာဆိုတဲ့
လက်ချက်ကြောင့်ခန္ဓာဆိုတဲ့အိမ်တွေကိုအတိအကျရနေပါလားဆိုတာကိုမသိသွားတာလားသိသွားတာလားအဲ့လိုသိသွားအောင်ဘာကိုနော်ဖယ်ရှားလိုက်တာလဲဆိုရင်အဝိဇ္ဇာဆိုတဲ့အမောင်ကိုဖယ်ရှားလိုက်တာပဲဖြစ်တယ်ဒါကြောင့်မလို့ဘုရားတို့သူတော်ကောင်းတို့ဟာလည်းပဲဒီတဏှာကြောင့်ခန္ဓာအိမ်တွေကိုကြိတ်ကြိတ်ခါခါရနေတာဒီခန္ဓာအိမ်တွေကိုကြိတ်ကြိတ်ခါခါရစေတဲ့အကြောင်းတရားတဏှာကြောင့်ဖြစ်တယ်ဆိုတာကိုမသိအောင်ဖုတ်ပေးထားတာကအဝိဇ္ဇာတရားပဲဆိုတာကိုနားလည်သဘောပေါက်ပြီးတော့ခန္ဓာရကြောင်းဘဝရကြောင်းတန်တရားလဲကြောင်းဒီအကြောင်းတရားဟာအဝိဇ္ဇာနဲ့တဏှာဒီနှမျိုးပဲရှိတယ်ဒီတရားတွေကိုဖယ်ရှားနိုင်အောင်မကြိုးစားရမှာလားကြိုးစားရမှာလားအဲ့လိုကြိုးစားတဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့တဲ့အဆက်ဆက်ကြိုးစားအားထုတ်ကြပါဖြစ်တယ်ဘယ်လိုကြိုးစားရမလဲအဆက်ဆက်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်အဲ့အဆက်ဆက်ကြိုးစားမယ်ဆိုတော့ပထမအဆက်ကဘယ်လိုကြိုးစားရမလဲဆိုလို့ရှိရင်သောတာပတိသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတဲ့အချိန်ခါမှာသောတာပတိမေဃရံပုဂ္ဂိုလ်ဖြစ်ပြီးတော့ခန္ဓာ၅ပါးယုံနာ၅ပါးဘုရားတို့တော်ကောင်းတို့မြင်စရာတွေ့စရာဒီအရာတွေအားလုံးဟာမမြဲတဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်ဖြစ်ပြီးပစ္စည်းတတ်တဲ့သဘောရှိတယ်ဒုက္ခသစ္စာပဲလို့ဒုက္ခကိုဒုက္ခသစ္စာလို့အမှန်မြင်သွားတဲ့အခါမှာနော်ဘုရားတို့တော်ကောင်းတို့အနေနဲ့ဘဝတွေဟာဒုက္ခတွေပဲလို့သိသွားတဲ့အခါမှာဒီဘဝအရာအကြောင်းဒီတခြားကြောင့်မဟုတ်ဘူးလူကျင်မှုဆိုတဲ့တဏှာလောဘဒီတဏှာလောဘဒီနော်အဝိဇ္ဇာရဲ့ဖုတ်ကွယ်မှုကိုရှိနေတဲ့အခါကျတော့ခံရတဲ့အခါကျတော့မသိဘူးအဝိဇ္ဇာရဲ့ဖုတ်ကွယ်မှုကြောင့်လူကျင်မှုတဏှာတွေရှိတယ်ဒါတွေကတခြားကြောင့်မဟုတ်ဘူးသူတို့ရဲ့သက်စာဆိုတဲ့အကြောင်းတရားကြောင့်ဘဝခန္ဓာရတယ်ဆိုတဲ့ဒုက္ခသက်စာတွေကိုတို့တွေရနေပါလားဆိုတာကိုသိရှိနားလည်သွားတဲ့အခါမှာဘဝအရာကြောင့်ခန္ဓာအရာကြောင့်အကြောင်းတရားတွေကိုသိရှိနားလည်တဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ဘဝအရာကြောင့်ခန္ဓာအရာကြောင့်တွေကိုအကြောင်းတရားပေါ်မှာဉာဏ်ရှင်းသွားတဲ့အခါမှာတန်တရားဝိသိကိစ္စတွေမကင်းသွားမှာလားကင်းသွားမှာလားကင်းသွားမယ်နောက်တစ်ခါဒီဘဝဒီခန္ဓာဒီနော်ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးခန္ဓာ၅ပါးယုံနာ၅ပါးပဲရှိတယ်လို့သိသွားတဲ့အခါမှာငါသူတစ်ပါးယောက်ျားမိန်းမဆိုပြီးတော့မစွဲလန်းတော့မစွဲလန်းတဲ့အတွက်ကြောင့်သက်ကာယဒိဋ္ဌိလည်းပဲပြုတ်သွားမှာဖြစ်တယ်နောက်တစ်ခါခန္ဓာယုံနာတို့ဒီနော်အစဉ်မြဲဖြစ်ပြီးတော့ဘာဖြစ်နေတာလဲပြည့်နေတယ်ဖြစ်ပြီးပြည့်နေတယ်ဆိုတော့ခံမြဲတဲ့သဘောရှိရလားမရှိဘူးနော်မရှိတဲ့အတွက်ကြောင့်ဘာဒိဋ္ဌိလည်းပြုတ်သွားမှာလဲဆိုရင်သတ္တရဒိဋ္ဌိလည်းပြုတ်သွားမှာပဲဖြစ်ပါတယ်ဒါတရားနာပြီးတော့ပြုတ်သွားတာနဲ့မလုံလောက်သေးဘူးတကယ်ကြည်ကြံပွားများအားထုတ်ပြီးတော့လက်တွေ့ဘဝမှာအားထုတ်မှသာလေပြုတ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခါယုံနာနှစ်ပါးခန္ဓာ၅ပါးဖြစ်ပြီးတော့ပြည့်တယ်ပြည့်သွားတဲ့ယုံနာတွေကထပ်ပြီးတော့အသက်တပံအနေနဲ့ပြန်ပြီးတော့မဖြစ်တာလားဖြစ်တာလားဖြစ်တယ်ပြည့်သွားတဲ့ယုံနာတို့ဒီပြန်ပြီးတော့အစားထိုးတယ်ဖြစ်ပေါ်တယ်လို့သိလိုက်တာဒီတခြားလားဥစ္စေတာဒိဋ္ဌိကိုကဲဆယ်သွားတာလားဥစ္စေတာဒိဋ္ဌိဖြစ်ပြီးရင်နော်ဘာမှပြည့်ပြသွားတဲ့အရာတစ်ခုဟာဘာမှမဖြစ်တော့ဘူးဘဝတွေကခန္ဓာတွေကပြတ်သွားရင်ဘာဆိုဘာမှမဖြစ်တော့ဘူးလို့အပြတ်အတောက်ယူဆထားတဲ့ဥစ္စေတာဒိဋ္ဌိဟာကင်းသွားတယ်ဘာဖြစ်လို့လဲဆိုရင်ယုံနာတွေကအစားထိုးပြီးတော့ဖြစ်နေတယ်ခုနကဘုရားတို့တော်ကောင်းတို့ဩဃာသဆိုတဲ့ယုံနာနဲ့အခုတရားပိစုခာနီးမှာဖြစ်နေတဲ့ယုံနာတူတည်းရဲ့လားမတူတော့ဘူးယုံနာတွေကဖြစ်ပြီးတော့ပြည့်နေတယ်ပြည့်သွားတဲ့ယုံနာတွေကထပ်ပြီးတော့အစားထိုးနေအစားထိုးနေလို့ဒါလေးရဲ့ဘုရားတို့တော်ကောင်းတို့ဟာအသက်ရှင်နေတာပဲဖြစ်ပါတယ်ယုံနာတွေကအစားမထိုးတော့ဘူးဆိုရင်ဘုရားတို့တော်ကောင်းတို့ဟာကွယ်တော်အနိစ္စရောက်သွားတာကြာပြီတဲ့ဘောရတပါးကိုရောက်သွားပြီရုပ်ရောနာရောအစားထိုးပြီးတော့နော်အဟောင်းတွေပျောက်သွားလိုက်ကွယ်သွားလိုက်ပြည့်သွားလိုက်အသက်တွေအစားထိုးလိုက်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်နဲ့ကြိမ်ပန်များစွာဖြစ်နေတယ်တဲ့ဒါကြောင့်မလို့ဒါတွေကိုသိသွားတဲ့အခါမှာဘုရားတို့တော်ကောင်းတို့အနေနဲ့ဥစ္စေတာဒိဋ္ဌိလည်းပြတ်သွားမှာဖြစ်ပါတယ်အဲ့လိုအကြောင်းတရားပေါ်မှာရောအကျိုးတရားပေါ်မှာရောဉာဏ်ရှင်းသွားတဲ့အခါမှာတန်တရားဝိသိကိစ္စနဲ့အယူမဒိဋ္ဌိတွေကင်းသွားပြီဆိုတာနဲ့ဘုရားတို့တော်ကောင်းတို့မှာဘာဖြစ်တာလဲဆိုရင်ဒီဒိဋ္ဌိတွေနဲ့အတူကွယ်ပြောက်သွားမယ်တရားတွေကတော့ဘာလဲဆိုရင်အပယ်လေးပုံကိုကြောက်ရောက်သွားစေနိုင်တဲ့အဝိဇ္ဇာတရား
အပယ်လေးပုံကိုလျှောက်သွားစေနိုင်တဲ့တဏှာတရားကိုလည်းပဲသောတာပန်ပုဂ္ဂိုလ်ကပယ်တတ်ပြီးသားဖြစ်သွားတယ်သောတာပန်ပုဂ္ဂိုလ်ကဘာကိုလဲပယ်တတ်သေးသွားတာလဲအပယ်ကိုရောက်သွားစေနိုင်မယ်အဝိဇ္ဇာတဏှာအဝိဇ္ဇာတရားနဲ့အပယ်ကိုရောက်သွားစေမယ်တဏှာတရားကိုလည်းပဲဒိဋ္ဌိကိလေသာနဲ့အတူပယ်တတ်သွားတယ်ဘုရားတို့တော်ကောင်းတို့အများနားလည်ထားတာကသောတာပန်ပုဂ္ဂိုလ်ဒီဘာနဲ့ကိလေသာကိုပယ်တာလဲဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်တယ်ဒိဋ္ဌိဝိသိကိစ္စကိလေသာနှစ်ပါးတဲ့ကိုပဲပယ်တာလားဆိုတော့မဟုတ်ဘူးတဲ့အပယ်ကိုကြစေမယ်အဝိဇ္ဇာတဏှာမာနအတ္တမစ္စရိယအိတ်တဒီကိလေသာတရားတွေကိုလည်းသူကပယ်တတ်ပြီးသားအပယ်ကိုရောက်စေမဲ့ဟာကိုပဲသူမလုပ်ဘူးဒါပေမဲ့သူ့စိတ်ထဲမှာသူ့ရင်ထဲမှာလောဘဒေါသလောဘဖြစ်เสียကြုံပြီဆိုလို့ရှိရင်လည်းမလို့ချင်တာလားလို့ချင်တာလားဒေါသဖြစ်เสียကြုံပြီဆိုလို့ရှိရင်လည်းဒေါသမထွက်မှာလားထွက်မှာလားထွက်မယ်သူ့ရဲ့ဖြစ်ပေါ်နေတဲ့လောဘနဲ့ဒေါသကတော့တဲ့အပယ်ကိုတော့မရောက်တော့ဘူးဘယ်ကိုတော့မရောက်တော့ဘူးလေအပယ်ကိုတော့မရောက်တော့ဘူးတဲ့နော်အပယ်ကိုကြစေနိုင်တဲ့အရာတော့မရှိတော့ဘူးနောက်တစ်ခါဒါတဏှာနဲ့အဝိဇ္ဇာကိုအဆက်ဆက်ပယ်ရတယ်ဆိုတာကိုအကျဉ်းချုပ်အနိဂုံးချုပ်အနေနဲ့ပြောနေတာဖြစ်ပါတယ်နော်ချက်ချင်းပယ်လို့မရဘူးတက္ကရာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီတိုင်းပဲသူကထူးထူးခြားခြားကိလေသာတွေကိုမပယ်ဘူးသောတာပန်ပုဂ္ဂိုလ်ဘဝကပယ်လာတဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပဲပယ်ထို့အပြင်ကိုပဲသောတာပန်ပုဂ္ဂိုလ်တွေပယ်တယ်လို့မျိုးပဲတက္ကရာပုဂ္ဂိုလ်ဟာဘာနဲ့ဘာကိုစိတ်ပြီးတော့ပယ်တာလဲဆိုရင်အပယ်ကိုရောက်စေမဲ့လောဘတဏှာနဲ့အပယ်ကိုရောက်စေမဲ့အဝိဇ္ဇာအမှဖုံးလွှမ်းမှုကိုပယ်လိုက်တယ်ထို့အပြင်အပယ်ကိုကြစေမဲ့ကာမရာဂနဲ့အပယ်ကိုကြစေမဲ့ဒေါသဒီတရားတွေကိုလည်းပဲတက္ကရာပုဂ္ဂိုလ်ကပယ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်သူ့တဏ္ဍာမှာလောဘဒေါသတွေကမရှိတော့တာလားရှိနေသေးတာလားဆိုရင်ရှိနေသေးတယ်တက္ကရာပုဂ္ဂိုလ်လည်းရှိသေးတာပဲလောဘဒေါသအိထောင်ယူတယ်သားမွေးတယ်ဒါတွေကိုလှုပ်သေးတယ်ဘာဖြစ်လို့လဲဆိုရင်အပယ်ကိုကြားစေတဲ့ဟာကိုပဲသူကပယ်တာလူဘဝမှာရှိစေတဲ့အရာကတော့သူ့ရင်ထဲမှာရှိသေးတယ်နော်အဲ့ဒါဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်ကလည်းပဲအပယ်ကိုကြားစေမဲ့တဏှာနဲ့အဝိဇ္ဇာကိုပယ်ပြီးဘဝရာအကြောင်းတရားဖြစ်တဲ့နှစ်ပါးကိုပယ်တယ်တက္ကရာပုဂ္ဂိုလ်ကလည်းပဲအပယ်ကိုရစေမဲ့အဝိဇ္ဇာနဲ့တဏှာကိုဆက်ပယ်တယ်အဲ့ဆိုရင်အဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးဒီတဖြည်းဖြည်းနဲ့အာမနေသွားတာလားအာနေသွားတာလားသောတာပန်ပုဂ္ဂိုလ်ကလည်းပယ်လိုက်တယ်တက္ကရာပုဂ္ဂိုလ်ကလည်းပယ်လိုက်ပြီးနော်သူကထွေထူးမပယ်ဘူးဆိုပေမဲ့ဒီအဆက်ကိုရောက်သွားပြီဆိုရင်ရွတ်နေသွားတယ်အာနေသွားတယ်ဆိုရင်အလိုလိုပယ်ပြီးသားဖြစ်သွားတယ်နောက်ဆုံးအနာဂတ်ပုဂ္ဂိုလ်ဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်တာလဲဆိုရင်အဲ့ဒီဒိဋ္ဌိရောဝိသိကိစ္စရောခုနကပြောတယ်နော်ဒိဋ္ဌိဝိသိကိစ္စကိလေသာအပြင်ကိုအနာဂတ်ပုဂ္ဂိုလ်ဘဝမှာကျတော့ဘာနဲ့ဘာထပ်ပြီးတော့ပယ်တာလဲဆိုရင်တဲ့ကာမရာဂကိလေသာကာမဂုဏ်အာယုတွေကိုခံစားတဲ့တဏှာလောဘကိုလည်းပယ်တယ်နော်အပယ်ကိုကြစီမဲ့အဝိဇ္ဇာတို့အတ္တတို့မာနတို့အိတ်တမစ္စရိယတို့ဒီတရားတွေကိုလည်းပယ်တယ်နော်အဝိဇ္ဇာတို့အတ္တတို့မာနတို့မစ္စရိယတို့ဒီတရားတွေကိုကြတော့အပိပိုင်မပယ်သေးဘူးတဲ့ကာမရာဂအိတ်ထောင်ယူသားမွေးတဲ့အလုပ်ကိုတော့လုံးဝမလုပ်တော့ဘူးတဲ့မြတ်စွာဘုရားရှင်ကိုရောင်ပြကြီးလက်ထက်တော်အခါတော့ကဝိတာခဆိုတဲ့တထေးလေးရှိတယ်တထေးလေးကမြတ်ဗုဒ္ဓရဲ့တရားတော်တွေကိုနာပြီးတော့နောက်ဆုံးမှာအနာဂံဖြစ်သွားတယ်သူကအိတ်ထောင်တဲ့သူရဲ့အမျိုးသမီးကအမြဲတမ်းကိုသူ့ကိုချစ်ချစ်ခင်ခင်နဲ့သူပြန်လာပြီဆိုလို့ရှိရင်လက်ကမ်းကြိုလေးရှိတယ်အနာဂံဖြစ်ပြီးတော့ပြန်လာတဲ့အခါကျတော့သူ့အမျိုးသမီးကအိမ်ဘဝကိုရောက်ရောလက်ကမ်းပြီးတော့သူ့ယောက်ျားကိုကြိုတဲ့အခါမှာသူကသူ့အမျိုးသမီးရဲ့လက်ကိုမကင်တော့ဘူးတီငယ်ပဲအိမ်ပေါ်တက်သွားတယ်သူ့အမျိုးသမီးကမေးတယ်ဘာဖြစ်လို့လဲစိတ်ဆိုးလာတာလားသူ့အလိုမကြတာလားဘဝမကြတာလားလို့မေးတဲ့အခါကျတော့သူကအဲ့လိုမဟုတ်ဘူးတဲ့ဖခင်ရဲ့တရားတော်တွေကိုဒီကနေ့ငါနာခဲ့တယ်တရားနာပြီးတော့အနာဂတ်ပုဂ္ဂိုလ်အဆက်ကိုရောက်အောင်ငါတရားထူးရခဲ့တယ်အဲ့ဒါကြောင့်မို့လို့ကိလေသာကာမရာဂနဲ့ပတ်သက်ပြီးတော့ငါမှဘာမှမရှိတော့ဘူးတဲ့နော်ဒါကြောင့်မို့လို့နင်းနဲ့ငါနဲ့ဒီအိမ်မှာဆက်နေမယ်ဆိုရင်မောင်နှမတွေအဖြစ်နဲ့တော့နေလို့ရတယ်ဒါမှမဟုတ်ဒီလိုမှမနေနိုင်ဘူးဆိုလို့ရှိရင်တခြားသောအမျိုးသားတစ်ယောက်နဲ့လက်ထပ်ပြီးတော့ယူမယ်ဆိုလို့ရှိရင်ငါခွက်ပြုတ်ပါတယ်ဆိုပြီးတော့သူ့အမျိုးသမီးကိုအဲ့လောက်ထိတော့သူကသဘောထားကြည်ပေးနိုင်တယ်တဲ့
ဘာကြောင့်လဲဆိုရင်ကာမရာဂကိုအနာဂံပုဂ္ဂိုလ်ကပယ်သွားလို့နှမို့ဆိုရင်သဘောထားမကြည့်ပေးနိုင်ဘူးတဲ့ကိုမျက်နှိုးတဲ့လူချင်းတဲ့အရာတစ်ခုသူများကိုပေးနိုင်တဲ့အနေအထားမရှိဘူးတဲ့နော်ဒါကြောင့်မလို့အနာဂံပုဂ္ဂိုလ်ကကာမရာဂဟူဆိုတဲ့တဏှာကိုတော့ပယ်သွားတယ်အဝိဇ္ဇာဆိုတဲ့ကိလေသာကိုပယ်ပြီးပြီလားနော်အပယ်ကိုရောက်စေမဲ့အဝိဇ္ဇာကိုတော့ပယ်တယ်တဲ့ဒါပေမဲ့နော်တန်တရားမှာကျင်လည်ရအောင်မဲ့အဝိဇ္ဇာကိလေသာတော့ကြံသေးတယ်နောက်တစ်ခါအနာဂံပုဂ္ဂိုလ်မှာကာမရာဂတဏှာကတော့ပယ်ပြီးပြီဆိုတော့တဏှာက2မျိုးရှိတယ်တဏှာကဘယ်နှမျိုးရှိတာလဲ2မျိုးကာမဂုဏ်အာယုကိုခံစားတဲ့တဏှာရဲ့ဘဝကိုလိုချင်တဲ့တဏှာရဲ့ဒီ2မျိုးရှိတဲ့အဲမှာအခုအနာဂံပုဂ္ဂိုလ်ပယ်လိုက်တာကကာမဂုဏ်အာယုကိုခံစားတဲ့တဏှာအဲ့လိုတဏှာကိုပယ်လိုက်တဲ့အခါကျနောက်တဏှာတစ်ခုကမကြံတာလားကြံနေသေးတာလားနောက်တဏှာတစ်ခုကဘာလဲဆိုရင်ဘဝတဏှာတဲ့ဘာတဏှာလဲဘဝတဏှာဘဝမှာကျင်လည်ခြင်းသေးတဲ့တဏှာအဲ့ဘဝတဏှာကဘာလဲဆိုရင်နောက်ထပ်သူဟာလေဘဝတစ်ခုမှာထပ်ပြီးတော့ဖြစ်အောင်မယ်တဲ့လူပြည်နတ်ပြည်တော့ပြန်မလာတော့ဘူးအနာဂတ်ပုဂ္ဂိုလ်တွေမှန်သမျှဟာသုဒ္ဓဝါဒဗြဟ္မဘုံကိုရောက်သွားတယ်ဘယ်ဗြဟ္မဘုံကိုလဲသုဒ္ဓဝါဒဗြဟ္မဘုံသုဒ္ဓဝါဒဗြဟ္မဘုံကလည်းပဲ9ဘုံတောင်ရှိတယ်အာဝိဟာအာတ္တဘာသုဒ္ဓတာသုဒ္ဓတိအာကနိဋ္ဌာဒီ9ဘုံလုံးမှာအဆက်ဆက်သူကဘုံစင်စံနေနဲ့နေပြီးတော့အနာဂတ်ပုဂ္ဂိုလ်ကနေပြီးယဟန္တာပုဂ္ဂိုလ်မဖြစ်မချင်းသူကနေသွားတယ်နောက်ဆုံးအာကနိဋ္ဌဘုံလည်းရောက်သွားရောအနာဂတ်ပုဂ္ဂိုလ်ဘဝကနေပြီးယဟန္တာမဖြစ်သေးဘူးဆိုရင်ဒီဘုံဘဝလည်းရောက်သွားရောယဟန္တာလိုဖြစ်သွားပြီးတော့ပြိဋိဘံပြုသွားတယ်တဲ့နော်အဲ့ခါကြာလို့ရှိရင်သူဟာယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်ဘဝတဏှာလည်းမရှိတော့ဘူးအဝိဇ္ဇာလည်းချုပ်ငြိမ်းသွားတယ်နော်အတ္တမာနဆိုတဲ့ကိလေသာမှန်တယ်အကုန်လုံးဟာအဝိဇ္ဇာနဲ့တဏှာမရှိတဲ့အတွက်ကြောင့်ကျန်တဲ့ကိလေသာတွေလည်းအလိုလိုနေပြီးတော့မချုပ်သွားမှာလားချုပ်သွားတာလားအဲ့လိုချုပ်သွားတဲ့အတွက်ကြောင့်ဘုရားတို့သူတော်ကောင်းတို့အနေနဲ့ဒီချုပ်သွားမှုဒီတခြားကြောင့်လားဒီအယုတ်သစ္စာနှစ်ပါးကိုတည်သွားလို့လားအယုတ်သစ္စာနှစ်ပါးကိုသမုဒယနဲ့ဒုက္ခသစ္စာကိုတည်သွားတဲ့အတွက်ကြောင့်ဒါလည်းဖြစ်တယ်ဒီသစ္စာနှစ်ပါးကိုတည်သွားတယ်ဘုရားတို့သူတော်ကောင်းတို့အနေနဲ့ဒီသစ္စာနှစ်ပါးကိုတည်ဖို့ရန်အတွက်နားလည်ပြီးတော့တည်ရမှာကဘဝအရေခန္ဓာတွေကိုရနေတာဒီရတဲ့အဓိကအကြောင်းတရားဒီတခြားလားအဝိဇ္ဇာနဲ့တဏှာလားအဝိဇ္ဇာနဲ့တဏှာဒီနော်ဘာကိုဖြစ်ပေါ်စေတာလဲဆိုရင်ခန္ဓာကိုဖြစ်ပေါ်စေတယ်ဒီခန္ဓာကိုဖြစ်ပေါ်စေတဲ့အဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးပဲရှိတယ်ခန္ဓာကိုပြတ်စေခြင်းနဲ့ခန္ဓာကိုမရဘူးဤစေခြင်းဘူးဒုက္ခတွေကိုချုပ်ငြိမ်းရုပ်သိမ်းသွားစေခြင်းနဲ့ဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့ကတခြားကိုတားရမှာလားအဝိဇ္ဇာနဲ့တဏှာကိုတားရမှာလားအဝိဇ္ဇာနဲ့တဏှာကိုတခါတည်းအပိတတ်လို့ရတာလားအဆက်ဆက်တားရမှာလားအဆက်ဆက်တားရမယ်နော်တဏှာကို30တားရမယ်သောတာပန်ပုဂ္ဂိုလ်နဲ့တစ်ဆက်နော်တဂရကပုဂ္ဂိုလ်နဲ့ကတစ်ဆက်ယဟန္တာပုဂ္ဂိုလ်နဲ့တစ်ဆက်သောတာပန်ပုဂ္ဂိုလ်ကြတော့အပေကိုရောက်စေတဲ့တဏှာကိုတတ်တယ်အနာဂံပုဂ္ဂိုလ်ကြတော့ကာမရာဂတဏှာကိုတတ်တယ်ယဟန္တာပုဂ္ဂိုလ်ကကြတော့အာလောဘဝတဏှာကိုပါတခါတည်းတတ်လိုက်တယ်တဲ့ဘဝတဏှာကိုတတ်လိုက်တဲ့ခါကျတော့အဝိဇ္ဇာပါဉာဏ်အလင်းရသွားလို့တတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အဝိဇ္ဇာရောတဏှာရောအပိပတ်ပယ်တတ်လိုက်နိုင်မှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ဘုရားတို့တော်ကောင်းတို့ဒီအခုလိုမျိုးအသိဉာဏ်တွေကိုရရှိဖို့ရန်အတွက်ဟောပေါ်ညောပြတာဒီတခြားတရားလားမြတ်ဗုဒ္ဓရဲ့တရားလားမြတ်ဗုဒ္ဓရဲ့တရားတော်အတိုင်းကိုတခြားပုဂ္ဂိုလ်ဟောခဲ့တာလားကျူးကျော်ရှင်ဧကမဗန္ဓိတမိုးကုတ်ဆရာတော်ဘုရားကြီးကဟောခဲ့တာလားဆိုရင်မိုးကုတ်ဆရာတော်ဘုရားကြီးကနေပြီးတော့ရှင်းရှင်းလင်းလင်းသိရှိနားလည်သဘောပေါက်လွယ်အောင်ဆိုပြီးတော့ဟောပြောခဲ့တဲ့အတွက်ကြောင့်ဘုရားတို့တော်ကောင်းတို့အနေနဲ့ခန္ဓာ၅ပါးယုံနာ၅ပါးပဲရှိတယ်ဒါတွေနဲ့ပဲတန်တရားလည်နေရတယ်လို့သိသွားတဲ့အခါမှာခန္ဓာ၅ပါးယုံနာ၅ပါးဒီတခြားလားဒုက္ခသစ္စာလားအဲ့ခန္ဓာ၅ပါးယုံနာ၅ပါးကိုဖြစ်ပေါ်စေတဲ့ခန္ဓာတွေကိုထက်ကရအောင်လုံပေးနေတဲ့တဏှာနဲ့အဝိဇ္ဇာနဲ့တဏှာတရား၅ပါးဒီတခြားလားသမုဒယသစ္စာလားသမုဒယသစ္စာဒီတရားတွေကြောင့်ခန္ဓာတွေရနေတယ်တန်တရားတွေလဲနေတယ်လို့သိတာဒီတခြားလားမေဃသစ္စာလားအဲ့လိုမေဃသစ္စာကိုရတဲ့အတွက်ကြောင့်မေဃသစ္စာကိုသိသွားတဲ့အတွက်ကြောင့်နော်ဒီမေဃသစ္စာနဲ့ပယ်သလိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးဒီသိသွားတာဒီတခြားလားသမုဒယသစ္စာလား
အဲ့လိုသမုဒယသစ္စာတွေပယ်သလိုက်တဲ့အခါကျတော့ဘုဘတို့တော်ကောင်းတို့မှာနောက်ထပ်ဘဝတွေခန္ဓာတွေဒုက္ခတွေထပ်မရမှုတည်တခြားလားနိရောဓသစ္စာလားဆိုရင်နိရောဓသစ္စာပဲဆိုတာကိုသိရှိနားလည်ပြီးတော့အပမဒေနတမ္မာဒေတာအပမဒေနမမိတ်မလျောသောတတိတရားဖြင့်တမ္မာဒေထမိမိတို့နေ့စဉ်ဘဝမှာယနေ့ကစဘဝတစ်လျှောက်လုံးတွင်ဘဝတွေခန္ဓာတွေရစေတာဖြစ်ပေါ်စေတာဒီအဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးသာလျှင်ဖြစ်တယ်ဒီအဝိဇ္ဇာနဲ့တဏှာတရားနှစ်ပါးကိုပယ်တတ်နိုင်တယ်ဆိုလို့ရှိရင်ဘုဘတို့တော်ကောင်းတို့မှာခန္ဓာ၅ပါးယုံနာနှစ်ပါးဒုက္ခသစ္စာတရားကိုထပ်ပြီးတော့ရမှာမဟုတ်ဘူးအဲ့လိုခန္ဓာ၅ပါးယုံနာနှစ်ပါးတို့ရဲ့ချုပ်ရငြိမ်းရာဖြစ်တဲ့မေဖို့နိဗ္ဗာန်ကိုရကျင်ရောက်ကြတဲ့တော်ကောင်းပုဂ္ဂိုလ်အပေါင်းတို့သည်အဝိဇ္ဇာနဲ့တဏှာအကြောင်းမူလတရားနှစ်ပါးကိုပယ်တတ်နိုင်မှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့မမိတ်မလျောသောတတိတရားဖြင့်တမ္မာဒေထဒီတရားနှစ်ပါးလောရာငြိမ်းရာအေးရာကင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်ကြိုးစားပွားများအထောက်နိုင်ကြပါစေကုန်သတည်း